ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Audio CD YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မောက်မာတဲ့ရောက်ခမနဲ့သစ္စာမရှိတဲ့ယောက်ျားဆောင်ဘဝရဲ့ခက်ခဲတွေကိုရင်ဆိုင်ခဲ့ရတဲ့အိမ်ကူမလေးပန်းနဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုနားမထောင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဒီနေ့ကြောင်းမသွားသေးဘူးလား။နောက်ကျနေပြီ။ဒီနေ့တော့မသွားတော့ဘူး။ကြီးလဲနေမကောင်းတော့အနားမှာပြုစုချင်လို့။အော်ကြွေရဲ့မမစိန်လေးရှိနေတာပဲ။ပြီးတော့ဆီယာမကတက်တာနေပြီပဲလေ။မမစိန်မကတခြားလုပ်စရာတွေရှိနေသေးတယ်မဟုတ်လား။အိမ်လုပ်တွေလို့ကကြီးကိုလည်းပြုစုအားဆိုရင်ပင်မနေမှာပေါ့။စိတ်သဘောထားပြုစင်လိုက်တဲ့မင်းကလေးသူတစ်ပါးပေါ်မှာညှာတာပြီးတွေးပေးတတ်တာလေးကလည်းတကယ်ကိုကောင်းမွန်တဲ့စိတ်ကလေးပါ။ငါကလည်းအလုပ်သမားတယောက်လိုမဆက်ဆံမနဲ့အမရင်တယောက်လိုမျိုးနေနေတွေ့တွေ့ဆက်ဆံပေးတယ်။ဦးနဲ့ငါကိစ္စကိုကြွေတာသိသွားရင်ငါ့ကိုမုန်းသွားမလား။အိုးမုန်းတော့လေအမုန်းခံလိုက်ရုံပဲပေါ့။ငါမှဦးနဲ့မခွဲနိုင်တာ။ဘာတွေဖြစ်လာငါခံနိုင်ရင်ရှိရမှာပေါ့။မမစိန်ကြေခေါ်နေတော့လေစိန်ကမကြပါ။အတွေ့ထဲမှာနေမျောနေခဲ့တယ်။မမအသားကိုလှုပ်ရခေါ်လိုက်ကြမှာတတိပြန်ကတ်လာတယ်။ရှမ်းဘာတွေတွေ့နေတာလဲမမစိန်ရဲ့ကြေခေါ်နေတာဖြင့်စနေပြီ။ဟိုဘာမှမဟုတ်ပါဘူးကြေရဲ့။ဟိုဒီပေါ့။အဲမှာကြီးအတွက်စံပြုတ်လေးလုပ်ပေးပါအောင်။ခဏနေစေးတော့ဖို့အတွက်အစာရှိမှဖြစ်မှာမလို့ပါ။အဲမှာမမစိန်အခုပဲတွားပြုတ်လာခဲ့မယ်နော်။ဟုတ်ကဲ့။စိန်မြတွင်ဒေါခင်ဘဘကမိဖို့ကန်တဲ့သူဝင်လာခဲ့တယ်။ရုတ်တရက်နာမည်အပြည့်စုံခေါ်လိုက်တာမို့စိတ်ထဲမှာတော့တုန်လှုပ်သွားမိရဲ့။စိန်ကိုဘာခိုင်းဆရာရှိလို့လဲအန်ဒီ။စိန်ကိုဘာခိုင်းဆရာရှိလို့လဲအန်ဒီ။ငါအကန်ရှင်းခိုင်းမလို့ပြီးတော့မောင်ရဲ့အဝတ်တင်လဲရှော့ဖို့ရှိသေးတယ်။ဦးကိုမောင်လို့တောင်းလိုက်တဲ့စကားကြောင့်စိတ်ရဲ့စိတ်ထဲမှာဒေါသတွေဖြစ်မိတယ်။ဒါပေမဲ့ဒီဒေါသကိုဖွင့်ရချပါဖို့စိတ်မှာအခွင့်အရေးမရှိပါ။ဦးရဲ့တရားဝင်ဇနီးကအန်ဒီတော်ခင်ဘဘဖြစ်တာမို့ဇက်ရဲ့ခန်းစားချက်တွေကိုပဲမျိုးချပြစ်လိုက်တယ်။ဟုတ်ကဲ့စိတ်ဆီယာမအတွက်စံပြုတ်လေးလုပ်ပြီးရင်လာခဲ့ပါမယ်။စံပြုတ်ဟုတ်လားမမတင်နေမကောင်းလို့လားဟုတ်တယ်မနက်ကအရန်ဖျားနေလို့ဆရာဝန်ခေါ်လိုက်ရသေးတယ်။အခုတော့တက်တာနေပါပြီ။အခုဆီယာမရဲ့နာမပြေဆောင်ပေးနေတယ်။အော်အေးဒါဆိုလဲစံပြုတ်လုပ်ပြီးရင်ငါရဲ့အခန်းထဲကိုသွားပြီးတော့ရှင်းထားလိုက်ဆိုပြီးမိဖို့ခန်းထဲမှာထွက်သွားတယ်။ခြံရှိမှကောင်းတီးတံကိုကြားတာကြောင့်ခြံဆောင်မောင်ထုံးကတကားဖွင့်ပေးလိုက်တယ်။ဒေါခင်ဘဘကအေခန်းထဲမှာထိုင်ရင်းနဲ့ဖုန်းသုံးနေတယ်။အန်တီအတန်စားရသူလှမ်းကြည့်လိုက်ပြီးအိမ်ပေါက်ဝမှလူကိုမြင်တော့ဒေါခင်ဘဘရဲ့မျက်နှာကမကြည့်မသာ။ဒါလည်းဒါလေရီလျံမင်းဆက်ကအိမ်ထဲသို့ဝင်လာတယ်။အဲ့ဒီနောက်မှာဒေါခင်ဘဘရဲ့ဘေးမှာရှိနေတဲ့ခုံလုံးတစ်ခုပေါ်မှာထိုင်ချလိုက်တယ်။စိတ်မြတ်တွေဒီမှာဧည့်သည်အတွက်ကော်ဖီလေးပြင်ခဲ့ပါဦး။ဟာဘယ်ကနေလှည့်လာတာလဲ။ဒီကိုပဲတမင်လာခဲ့တာ။ဟိုကျွေအော်နေပန်းချင်နဲ့တွေ့ပေါ်လာတာလား။ဟုတ်ပါတယ်။အေးကွယ်အလားကောင်းပဲ။ဒါပေမဲ့နေပန်းချင်ကမရှိဘူးကွ။သူအခုလေးချင်းအပြင်ထွက်သွားတယ်။ဟိုဘာလဲသူ့တငယ်ချင်းဆိုလားကောင်လေးတယောက်ပါပဲ။လာခေါ်သွားတာလေ။တငယ်ချင်းတို့တော့ပြောတာပါပဲ။ဟုတ်မဟုတ်တော့အန်ဒီလည်းသိချာမသိပါဘူး။ဟိုအမြဲလို့သူ့ကိုကောင်းလေးတယောက်မဟုတ်တယောက်ကတော့လာခေါ်နေကြဆိုတော့လေ။ဗျာဟိုရီလျံမင်းဆက်ကဘာပြောလို့ပြောရမယ်မသိဖြစ်သွားတယ်။သူသိတဲ့နေပန်းကြီးကဒီလိုမိန်းကလေးမဟုတ်ပါ။တခုခုတော့မှားနေပြီလို့တွေးလိုက်မိတယ်။အိမ်ရဲ့ပပက်လက်ကိုမျိုးလုံးတွေကဝေဝဲကြည့်နေတော့လေကျွတ်ရဲ့အရေးအံကိုတော့မမြင်ရပါ။မမီရေနှွေရှော့ပင်ထွက်ခြင်းနဲ့လိုက်ဖို့ပေးပါအောင်နော်။နေကအပေါ်တန်းကနေပြေးစင်လာတယ်။အဲကန်းထဲမှာညီတဲ့မင်းဆက်ရောက်နေတာကိုသူမသိခဲ့ပါ။အိုးကိုလန်ရောက်နေတာပဲ။ဟုတ်တယ်သမီးရေတားလန်ကနေပန်းချင်နဲ့တွေ့ဖို့လာတာတဲ့။နေကြောက်မျက်နှာပြတ်သွားတယ်။အော်ဒါဆိုလေအပေါ်မှာဟိုအဲ့ဒါနေပန်းချင်မရှိဘူး။အခုပဲအပြင်ထွက်သွားတယ်လို့မမီကပြောပြနေတာလေ။အပေါ်တက်မှာကြွေးရှိနေသောကိုမပြောပြဖို့နေရဲ့စကားကိုဝင်ဟလိုက်တယ်
ဒေါခင်ပါပါရဲ့အပြောကိုနေနေကသဘောပေါက်နားလဲသွားတယ်။ကော်ဖီလေးသုံးဆောင်ပါဦးရှင်။ကော်ဖီတစ်ခွက်နဲ့မုတ်တချို့ကိုဗန်းလေးတစ်ခုထဲမှာထည့်ပြီးတော့ယူလာခဲ့ပြီးညီလျံမင်းဆက်ရဲ့ရှေ့သို့ချပေးလိုက်တယ်။ကျွေကအပေါ်တက်မှာရှိနေတာကိုဘာဖြစ်လို့အန်ဒီကမပြောပြတာပါလဲ။ဟောနော်အသေးရလိုက်ကြ။ငါပဲပြပြချင်လိုက်တော့တယ်။ကော်ဖီခွက်ချပြီးဝိုင်းသွားတော့လေဘာငင်းနေတာလဲ။စိန်တယောက်အတွေးကဘာထဲမှာလွင်ပြောနေရင်နေနေရဲ့အတန်ကိုကြားတော့မှတတိကပ်ပြီးတော့မိဖို့ကန်တဲ့သို့ပြန်ထွက်သွားတယ်။ဒါနဲ့သမီးကရှော့ပင်ထွက်ချင်လို့လား။မမီကြီးနဲ့မအားဘူးသမီးရဲ့နောက်နေ့မှသွားပါလားကွယ်။မမီကစိန်ပွဲသားတယောက်နဲ့ချိန်ထားတာရှိတယ်။မရပါဘူး။နေနေကအခုပဲသွားချင်တာ။ဟောသမီးကတော့ခက်ပြီကွယ်။ဒါဆိုဒီလိုလုပ်ပါလား။ဒါလည်းဟုတ်ကဲ့အန်တီပြောပါဒီမှာလေတာညမကရှော့ပင်သွားချင်လို့တဲ့အဲ့ဒါတားနဲ့လိုက်ဖို့ပေးနိုင်မလားယင်အန်တီလက်ချိန်ထားတာလုံးဝဖြတ်လို့မရပါကွယ်ဒုက္ခပါပဲကျွေနဲ့တွေ့ချင်လို့လာပါလေဆိုမှဒီကောင်မလေးနဲ့လာတွေ့နေတယ်အန်တီခင်ပါပါကိုယ်တိုင်ပြောနေတော့လေညင်းလုံးကနေမကောင်းဘူးဟုတ်ကဲ့ရှားပါတယ်ကျေးဇူးတင်လိုက်တာကွယ်ကဲသမီးတားလန်ကလိုက်ဖို့မယ်တဲ့မမီအခန်းတွေကသမီးလိုတယောက်ကိုယူသွားတားလန်နဲ့အတူစားကျင်တာလေးလဲတဝါကြီးစားလာခဲ့နော်ဟုတ်ကဲ့ပါမီမဘိုးကတော့မယူတော့ဘူးအကူစင်မလာခင်တည်းကယူလာခဲ့ပြီကြည်စံဒီကောင်မလေးတိတ်လက်သက်တာပဲကိုလန်သွားကြမယ်လေသွားမယ်လေအန်တီကျွန်တော်ကိုခွင့်ပြုပါအောင်ကောင်းပါပြီကွယ်အဲကန်းထဲမှာထားထက်သွားတဲ့ညီလျံနဲ့နေနေကိုကြည့်ပြီးဒေါခင်ဘဘကပြုံးနေမိတယ်မမီတို့တဲ့နှစ်ဆချမ်းသာကြွားတဲ့ချယ်ရီရဲ့သားနှစ်ယောက်ထဲကတယောက်ကိုတော့တပတ်တော်ဖို့ဆုံးဖြတ်ထားတာမို့သူတို့ချင်းနီးဆော့ဖို့အတွက်နီးမျိုးစုံကိုသုံးရတော့တယ်ညီလျံတို့ထွက်သွားပြီးမကြခင်မှာပဲနောက်ထပ်ကားတစ်စီးကထပ်ရောက်လာတယ်ဒီနေ့ဧည့်သည်တွေကခဏခဏလာနေတာပဲဘယ်သူများပါလဲခံရကနေထားလိုက်ပြီးတော့ခြံဝါးဘက်သို့လှမ်းကြည့်လိုက်တယ်လာပြန်ပြီတယောက်ကားကိုအိမ်ထဲသို့ပြင်းချင်းစွာဝင်လာပြီးအိမ်ဘဝကိုရောက်တော့အရှိန်ကိုလျှော့ပြီးတော့ဆက်တက်လိုက်တယ်အဲဒီနောက်ကားပေါ်ကနေလူဆင်းလာတယ်ဟယ်လိုအန်နီဟယ်လိုသားရှင်ဘယ်ကနေဘလို့လှည့်လာတာလဲလာလေအိမ်ထဲကိုဝင်ထိုင်ပါအောင်ဟုတ်ကဲ့ဟန်ရှိန်မင်းဆက်နဲ့ဒေါခင်ဘဘတို့ကိုစီခုံပေါ်မှာနေရာတကျထိုင်လိုက်ကြတယ်စိတ်မြတ်တယ်ဧည့်သည်တွေကော်ဖီလေးယူခဲ့ပါအောင်ကဲဆိုပါအောင်အလုံများတဲ့သားရှင်ကရုတ်တရက်ကြီးဘာကိစ္စတွေရှိလို့တော့ဘာမှတော့ထွေထွေထူးထူးမရှိပါဘူးအန်ဒီဒီဘက်ရောက်တာနဲ့ဝင်လာခဲ့လိုက်တာဟုတ်ပါပြီသားရှင်လည်းအခုပဲသမီးနေနေနဲ့အပြင်ထွက်သွားတာလေဟင်ရီလျံကလာသွားတာလားသူလာတာနေဘက်စီကိုတွေးဖို့ပဲဖြစ်လိမ့်မယ်ဘလို့ဖြစ်လို့နေနေနဲ့ပါသွားတာလေဟုတ်လို့ကြီးပဲအိုးဒုက္ခပဲငါတို့အပေါ်မှာအဟင်းရပူတွေလောင်းချမိတာအခုနေငါ့ကိုများတည်သွားရင်ဒေါသတွေကထွက်လာအောင်မလားအိုးမဖြစ်ပါဘူးငါကြောက်တယ်ဟုတ်ပြီတွေ့ကိုအကူကြီးတောင်းလိုက်ရမယ်ဟုတ်တယ်ကော်ဖီကနဲ့မို့တို့အသိပြထားတဲ့ဘန်းကိုမိဖို့ကန်စပွဲမှာခဏတင်ထားလိုက်ပြီးအပေါ်ထဲသို့တူတူတိတ်တက်လို့သွားတယ်ဟုတ်လားသူလဲလာသွားတာလားဟုတ်ပါတားတို့နေရာဒီနေ့အိမ်ကိုအလဲလာဖို့စိတ်ချင်းတူနေတဲ့ချက်မရဲ့ဟုတ်မယ်အန်ဒီဒါနဲ့နေပန်းဆွေလာပြန်ပြီနေပန်းချိန်ဘာဖြစ်လို့ညီကိုနေရစလုံးနေပန်းချိန်ဖြစ်နေရတာလဲငါ့ကိုတော်တော်ဒုက္ခပေးတဲ့ဟာလေးစိတ်ချနေပဲတော့မှမင်းဆက်ကုမ္ပဏီရဲ့ချွေးမှဖြစ်လာမှာမဟုတ်ဘူးလုံးဝလည်းအဖြစ်ခံမှာမဟုတ်ဘူးနေပန်းချိန်ကိုမေးတာလားတာရှိန်ဟုတ်ကဲ့နေပန်းချိန်ကအိမ်မှာမရှိကော်ဖီလေးသုံးဆောင်ပါအောင်ရှင်ကော်ဖီနဲ့မုတ်တချို့ထည့်ထားတဲ့ဘာတစ်ခုကိုကိုင်ဆိုင်ရေးဟန်ရှိန်မင်းဆက်ရဲ့ရှေ့သို့လာရောက်ချပေးတဲ့သူကနေပန်းချိန်ဒေါခင်ဘဘရဲ့မျက်နှာကပြတ်သွားမိတယ်ဟင်ဒါဘလို့ဖြစ်တာပါလဲစိတ်မြောက်တင်ကဘာတွေလုပ်နေလို့သူကကော်ဖီလာချပေးနေရတာလေကို့အလုပ်ကိုမသိရဟာမလေးပြီးမှတွေးကြသေးတာပေါ့ဟဲ့ကော်ဖီဘန်းကိုချပြီးနောက်ဒေါခင်ဘဘရဲ့ဘေးသို့ဝင်ထားလိုက်တယ်ကျွတ်နံပါတ်ကိုပြောတန်ကြလိုက်တယ်ကိုဟန်ရှိန်မင်းဆက်ကသူ့ကိုဘာများပြောစရာရှိလို့လဲဟန်ရှိန်မင်းဆက်ရဲ့မျက်နှာကိုတက်တက်ကြည့်ပြီးတော့ပေးလိုက်တယ်
ကျေးရဲ့အကြည့်တွေကလဲလံတောက်ပါပြီးရွှန်းလဲတဲ့မျက်ဝန်းတစ်စုံကဟန်ရှိန်မင်းဆက်ရဲ့ရင်တစ်ခုလုံးကိုလှုပ်ခတ်စေခဲ့တယ်။ကျွန်တော်ဟိုနေ့ကကိစ္စတွေတောင်းပန်ခြင်းလို့ပါ။အဲ့ဒီနေ့ကကျွန်တော်လည်းအပူလောင်သွားတော့တခဏဒေါသဖြစ်မိသွားတယ်ထင်ပါရဲ့ဗျာ။တကယ်ဆိုတာကမတော်မဆအဖြစ်အပျက်တစ်ခုပဲမဟုတ်လား။ကျွန်တော်ဘက်ကသဘောထားတွေသိသိတယ်လို့ဖြစ်သွားတယ်။ဒီအတွက်ကျွန်တော်နေပန်းချေကိုလာတောင်းပန်တာပါဗျာ။ရပါတယ်။ရှင့်အမားကိုရှင်းသိတယ်ဆိုရင်ပဲလုံလောက်ပါတယ်။ရှင်ပြောချင်တာဒါပဲမဟုတ်လား။စကားကိုခတ်တူခတ်ပြက်ပြက်ပြောပြီးတဲ့နောက်မတ်တက်ထိုင်ရလိုက်တယ်။နေပါဦး။လာမယ့်တနင်္ဂနွေနေ့ကကျွန်တော်ရဲ့မွေးနေ့ပါ။အိမ်မှာပါတီပွဲလုပ်မှာမဟုတ်နေပန်းချေကိုလည်းကျွန်တော်ရဲ့မွေးနေ့ပါတီကိုလာခဲ့ပေးစီချင်ပါတယ်ဗျာ။ဟုတ်ကဲ့ဖိတ်စားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကြင်မလာတော့ပါဘူး။ဘာဖြစ်လို့လဲနေပန်းချေကျွန်တော်ကိုစိတ်ဆိုးမပြေသေးလို့လား။တားရဲ့တားတောင်းမှန်တာကိုသူကလက်ခံပြီးပြီမဟုတ်လား။ဘာများစိတ်ဆိုးစရာကြံနေသေးလို့လဲ။ပါတီပွဲကိုမလာဘူးဆိုတော့ကလည်းနေပန်းချေကဒီလိုပွဲတွေကိုတက်ဖို့တော့မဟုတ်ဘူးလေ။အရင်ကသူ့အမေနဲ့နေကြတုန်းကလည်းသူနေခဲ့တဲ့ပတ်ဝန်းကျင်ကဒါမျိုးတွေရှိတာမဟုတ်ပဲ။ဒါကြောင့်သူမလာရဲတာဖြစ်မှာပေါ့။ဟန်ရှိန်မင်းဆက်ရဲ့ရှင်မောင်ချိုချိုနေနေပြောဆိုနေတဲ့မာမီကိုစူးစိုက်တဲ့အကြည့်တွေနဲ့ပြန်ကားကြည့်လိုက်တယ်။အဲဒီနောက်မှာနေပန်းချေကမချီပြုံးပြောလိုက်တယ်။မာမီပြောတာမှန်ပါတယ်။ခြေကဒီလိုပွဲတွေကိုတခါမှမတက်ဘူးသေးဘူး။ပြီးတော့လေကိုနဲ့အကျန်းတော်ဝင်မဖြစ်သေးတဲ့ပေါင်ဝန်းစင်မှာဒီလိုပွဲတွေကိုတက်ရမှာကိုကြောက်နေမိတယ်။အခုတော့တက်ကြည့်ရင်ကောင်းမလားလို့တွေးမိတယ်။ဘာပဲဖြစ်ဖြစ်လေဒီပေါင်ဝန်းစင်မှာနေရင်ဒီလိုပွဲတွေကရှိလာအောင်မှာပဲဆိုတော့အသားတခြားဖြစ်အောင်ကြိုးစားကြည့်ရမှာပေါ့။ခြေကလည်းနေမျိုးရိုးရဲ့မိကြီးဖြစ်တာမို့မျိုးရိုးခုံကိုမကြောက်အောင်လက်ရောညီတွေနေဖို့လိုတယ်လေ။ဟုတ်တယ်မလားမမီ။ငါ့ကိုရွက်ပြီးတော့ပြောနေလိုက်တာ။နေငါအခုတော့စားတိပြပြီပေါ့။အစားကတော့မကုတ်တက်တဲ့ကြောင်လိုနဲ့အခုတော့လက်သက်ထုတ်ပြီပေါ့လေ။နင့်လိုမိကောင်မောင်လေးကငါ့ကိုကြော်နိုင်မဲတဲ့လား။စောင့်ကြည့်လိုက်စမ်းမနေပန်းချေရဲ့။ဝမ်းသာလိုက်ကြဗျာ။ဒါဆိုကျွန်တော်ရဲ့ပါတီပွဲကိုနေပန်းချေကလာမှာပေါ့နော်။ဟုတ်ကဲ့ကြွေဆက်လာခဲ့ပါမယ်။ကောင်းပါပြီဗျာ။ကျေးဇူးလက်တင်ပါတယ်။အခုလိုကျွန်တော်ရဲ့ဖိတ်ကြားမှုကိုလက်ခံပေးတဲ့အတွက်ရပါတယ်။စိမ်းမြသွင်စိမ်းမြသွင်အိမ်ရှိအကဲထဲမှာနေ၍စိမ်းမြသွင်ဆိုတဲ့နာမည်ကိုအတွေ့အကြုံခေါ်နေလိုက်တယ်။လာပါပြီအန်ဒီဒေါခင်ပပရဲ့ခေါ်တဲ့ကြောင့်စိမ်းမြသွင်ကအပြေးလွှာရောက်လို့လာတယ်။ထိုင်လေးတန်းခတ်မမနဲ့အမိန်ပေးလိုက်တယ်။ဒေါခင်ပပနဲ့မျက်နှာချင်းဆိုင်ကုန်းမှာထိုင်ရင်ပြလိုက်တယ်။ဟဲ့ဘဲကိုထိုင်မဲ့စိတ်ကူးနေတာလေအောက်မှာထိုင်လေရှမ်းဘာရှမ်းနေတာလေနေကအိမ်ကိုငါကအိမ်ရှင်နင်းနဲ့ငါနဲ့တရန်နဲ့ထိုင်စရာအကြောင်းကိုမရှိဘူးအတော်လေမောက်မာတဲ့မိမကြီးပါလားလူချင်းချိုးနေလိုက်တာများဒါကြောင့်လေဦးကသူ့ကိုမချစ်တော့တာနေမယ်ဟဲ့ထိုင်လေဘာလုပ်နေရလဲဟုတ်ကဲ့တားရှိန်လာတော့ကနင့်ကိုကော်ဖီယူလာခိုင်းတာဘာကိစ္စလေပန်းချေကိုပို့ခိုင်းလိုက်ကြလဲအဲ့ဒါစိတ်လေအဲ့ဒီလူကြီးကိုကြောက်လို့ပါသူ့ကိုဟင်းရပူတွေနဲ့လောင်းမိတယ်လို့ဖြစ်ထားတော့လေစင်ကြီးတွေလာပေးမနေနဲ့လဲဆောင်ငါရဲ့အစီအစဉ်တွေအားလုံးလွဲကုန်နော်နောက်ဆိုနေကိုခိုင်းရင်နေကိုယ်တိုင်ပဲလို့တခြားဘသူ့ကိုမှတစ်စင်မခိုင်းနဲ့ကြားလားဟုတ်ကဲ့ပြောလိုက်ရင်တော့ဟုတ်ကဲ့နဲ့ပြီးရင်လှုပ်ချင်တာလှုပ်တယ်ငါအခိုင်းကိုနေရှင်းပြီလားဟုတ်ကဲ့ရှင်းပြီးသွားပါပြီဒါဆိုငါ့ကိုတမယာရီတစ်ခွက်ဖြော်လာခဲ့ဟုတ်ကဲ့စိတ်များစဉ်ကတမယာရီဖြတ်ဖို့မိဖို့ကံဘတ်တို့လမ်းလျှောက်သွားတယ်ဒေါခင်ပပကတော့အဲခဲနဲ့မှဖုံးစီရင်နဲ့ထိုင်နေရခဲ့တယ်အဲ့လောက်လေဒေါသမထွက်ပါနဲ့မမီရဲ့မမစိန်ကကိုရှိန်းနဲ့ညနေစင်းမဆိုင်ရဲဘူးဆိုလို့ကျွေကထွက်လာပေးတာလေနေပန်းစီကအပေါ်တက်ကနေပြန်ဆင်းလာတယ်ဒေါခင်ပပရဲ့ပေးမှဝင်ထားလိုက်တယ်နေပန်းစီနင်ဒါဘာချိုးနေရလဲနင်ဒီအိမ်မှာရောက်စားတဲ့ကငါ့ကိုဒီလိုလေးတိုင်းဒီလိုပုံစံနဲ့တခါမှမပြောဘူးပါဘူးဘာလဲဒီအိမ်မှာမမြင်ဘူးတာတွေမြင်မစားဘူးတာတွေစားပြီးတော့ဘဝင်မြင့်သွားတာလားတာရှိရင်ရှိမှလဲနေမျိုးရဲ့မြကြီးဆိုပြီးတော့ပြောသွားသေးတယ်ဒီမှာမတူရင်လားမတူနဲ့နော်ဘာတွေပဲဖြစ်လာနင်ကအိမ်အကူပန်းတဲ့ရဲ့သမီးပဲ
ဟုတ်တယ်ကျွေရဲ့မိမိကအိမ်ကူအဲ့တော့ဘာဖြစ်လဲမိမိကကိုချစ်တရားကောင်းမနေသူများပေါ်မှာမရှုံပါဘူးမကောက်ချစ်ဘူးနောက်ပြီးတော့အခက်အခဲမျိုးစုံနဲ့မပြည့်စုံတဲ့ဈာတွေကကျွေကိုမျက်နှာမငယ်သေးအောင်ပြုစုပြောထောင်ပေးခဲ့တဲ့မိခင်ကောင်းတစ်ယောက်ပါတော်စမ်းမှာလာပြီးတော့မျက်ရည်ချူမနေနဲ့အစတည်းကကို့အဆင့်ကိုကိုမသိပဲမတန်မရာတထေးသားကိုမှန်ပြီးတော့ဘဝကိုပုံအပ်ပြီးတော့အပိုင်ချန်ပြီးမှဖိုးကတာဝန်ပြီးတော့ဒုက္ခရောက်ပြီပေါ့အလကားတန်မိုးမရှိတဲ့မိန်းမပဲမာမီရဲ့စကားတွေကတိတ်ကိုလွန်နေပြီမိမသားချင်းကိုချင်းမဆာဘူးမာမီမို့ဒီလိုစကားတွေပြောထွက်ရတဲ့တော့ကိုချစ်တဲ့သူပေါ်မှာယုံကြည်အားကိုးတဲ့စိတ်ကြောင့်ဘဝကိုပုံဝဲမိတာဒါကတန်မိုးမရှိတာလားမာမီရဲ့မာမီနေပန်းချင်တဲ့ဒေါခင်ပပတို့စကားပြောနေကြစမှာနေနေကအိမ်ထဲသို့ပြေးဝင်လာတယ်စကားအခြေတွေများနေကြတာမို့နေနေတို့ကောင်းဝင်လာတဲ့အတန်ကိုတတိမထားရမိပါနေနေအိမ်ထဲကိုဝင်လာတော့ဒီဘက်ချေကထားလိုက်တယ်နေနေရဲ့အနောက်မှာညီလျက်လည်းပါလာတယ်သမီးဘလို့လဲလိုချင်တာတွေရခဲ့လားရခဲ့တယ်မမီရေကိုလန်ကအဆုံပဲလိုက်ဖို့ပေးတယ်ပြီးတော့မဟုတ်လေဝယ်ကျေးသေးတယ်လေကိုလန်လာလေအဲကန်းကဦးတီလျှောက်လာရင်ဒီဘက်ချေကိုမဝင်မရဲတာကြည့်နေမိတယ်ကျွေးပြန်ရောက်ပြီလားညီလန်ဘက်ကစကားဆက်လိုက်ပြီးအပေါ်ဓာတ်တို့တက်ဖို့ကြံနေတဲ့ကျွေးရဲ့ချစ်လက်တွေကရက်တန့်သွားတယ်အဲဒီနောက်မှာညီလန်မျက်နှာကိုစစ်စစ်ဆက်ဆိုင်နဲ့ကြည့်လိုက်တယ်ညီလန်ရဲ့မိကုန်းတွေကိုကျွေးနားမလဲပါညီလန်ဘာကိုမင်းနေတာလဲကျွေးကဘယ်ကိုသွားလို့ပြန်ရောက်ရမှာလဲအမှန်တကယ်နားမလဲတဲ့ပုံစံနဲ့ပြန်မင်းနေတာမို့ညီလန်တယောက်ကြောင်စီစီနဲ့ဒေါခင်ပပရဲ့မျက်နှာကပြတ်သွားတယ်ကျွေးကိုမေတော့ကမရှိဘူးပြောထားပြီးမှသူတို့နှစ်ဦးထိတော့တွေ့ကြတော့အလိန်ပေါ်သွားမှာကိုစိုးရိမ်မိတယ်ဟုတ်အော်တားရှန်စောနကကိုရှင်းလာသားသေးတယ်သိလားဒေါခင်ပပကဝင်ပြီးတော့စကားလမ်းကြောင်းလွှဲလိုက်တယ်ဒေါခင်ပပစကားလမ်းတာကိုကျွေးရိပ်မိတယ်ဒါပေမဲ့ဘာမှမပြောတော့ပဲအပေါ်ဓာတ်ကိုသာတက်သွားတယ်ဒေါခင်ပပဝင်လာလို့ကျွေးနဲ့စကားစစမပြောတော့တာပဲလက်ထက်သွားတဲ့ကြေးရဲ့နောက်ကျောကိုသာကြည်နေရင်းနဲ့ကြံရင်ခဲ့ရတယ်ထန်ရှိမစ်ဆက်တို့ကပိုက်နေကွာငငယ်တွေကလိုချင်တာဆိုမရရအောင်ယူတတ်တဲ့သူပြီးပြီအခုလဲမာနတကွန်ထူနေတဲ့မိန်းကလေးကိုအရယူနိုင်တော့မယ်လေးစားတဲ့ငါကောင်ကြီးအဲကဲနဲ့မှကိုရှိန်နဲ့သူ့တငယ်ချင်းရုပ်ပြည့်တို့စကားပြောနေတာကိုညီလျံချအတန်တက်တက်နဲ့ကြားလိုက်တယ်သူတို့ဘသူကြောင့်ကိုပြောနေလို့ဒီလောက်သဘောကျနေတာလေမာနတကွန်ထူနေတဲ့မိန်းကလေးဆိုတာဘာတူလဲကိုရှိန်ကျစ်စီကိုလာသွားတဲ့အကြောင်းလဲအန်တီခင်ဘဘကပြောလိုက်သေးတယ်သူတို့စီကဘလို့စကားတန်တွေကထက်လာမလဲဆိုတာညီလျံအိပ်ဘဝကနေခဏရက်ပြီးနားဆုံနေလိုက်တယ်ဒါဆိုမင်းကမင်းရဲ့မွေးနေ့ပါတီမှာအဲ့ဒီမိန်းကလေးကိုရအောင်ယူမယ်ဆိုပါတော့ဒါကတော့ကိုရှင်းတငယ်ချင်းရဲ့ရှိုင်းလူအတန်ပါဟုတ်တယ်အဲ့ဒီနေ့ကစပြီးသူ့ကိုငါအပိုင်သေးပြီးငါရဲ့လက်ခုပ်ထက်ကရေအဖြစ်ဖန်တီးမယ်အဲ့ဒီနေ့ကအင်ကူကောင်မလေးဘက်ကနေကာကွယ်ပြီးပြောနေတဲ့သူ့ရဲ့ပုံစံကိုငါတိတ်ပြီးသဘောကျတယ်နောက်ပြီးငါ့ကိုအဲ့ဒီလိုအကြည့်အဲ့ဒီလိုတုတ်ပံမှုမျိုးပြစ်မှုပူတဲ့မိန်းကလေးကသူကပထမဆုံးပဲသူ့ရဲ့မာနာကိုငါကြိုက်တယ်မင်းကသူ့ကိုတကယ်လက်ထပ်မလို့လားပြီးတော့တကယ်သဘောကျပြီးတကယ်ချစ်သွားတာလားသူကအင်ကူတစ်တဝက်ရောတဲ့သူဆိုမင်းရဲ့အစင်တန်းနဲ့ဆိုမင်းတို့ကောင်တွေအတော်ညံ့ရင်နှိမ့်တာပဲငါလိုလူကသူ့လိုမိန်းကလေးကိုတကယ်ချစ်မချစ်စဉ်းစားလေငါသဘောကျတာကသူ့ရဲ့မာနာနှိမ်ပါတဲ့ဘဝကလာတဲ့သူတွေကငွေမရှိပင်နဲ့မာနရှိရဆိုတဲ့စကားကိုလက်ကင်ထားပြီးသူတို့ရဲ့တိမ်ငံနေတဲ့စိတ်ကိုကောက်ကွယ်ထားချင်ကြတယ်ငါကလေသူ့ရဲ့အဲ့ဒီတိမ်ငံစိတ်ကိုရောက်အောင်ဆွဲထုတ်ပြီးတော့ငါရဲ့ခြေဘွားအောက်ကိုပြက်ပြောက်ခွတ်တော့အောင်လှုပ်ချင်တာဟမ်သူတို့ပြောနေတာကျွေးရဲ့အကြောင်းပဲကိုရှင်းကကျွေးကိုအပိုင်သိမ်းဖို့ကြံစီနေတာပဲမဖြစ်ဘူးကိုရှင်းကကျွေးကိုတကယ်မြတ်တာမရှိပဲမာနပြိုင်ခြင်းကိုတတ်နဲ့ကျွေးရဲ့ဘွားကိုကစားဖို့ကြံ့ရွယ်နေတာပဲမဖြစ်ဘူးငါတိတ်ချစ်တဲ့ကျွေးကိုဒီလိုမျိုးတော့အဖြစ်မခံနိုင်ဘူးကိုရှိန်ချက်ချင်းဆိုသူညီလျံကအိမ်ထဲသို့ပြေးဝင်သွားပြီးအဲကန်းထဲမှာထိုင်နေတဲ့ကိုရှိန်ရဲ့အင်ကြီးကော်လန်စားကိုဆွဲပြီးလက်သိန်းနဲ့ခပ်ပြင်းထုတ်လိုက်တယ်ဘေးနားကကိုရှိန်တငယ်ချင်းတွေကညီလျံကိုဝိုင်းရီဆွဲကြတယ်ညီလျံမလုံးနဲ့တော်တော့
ကိုရှိန်ရဲ့အင်ကြီးစားကိုလှုပ်ပေးလိုက်တယ်။အားပြပြနဲ့ညီလေးရဲ့ထိုးစက်ကြောင့်ကိုရှိန်ဆိုပါပေါ်မှာပက်လက်ဖြစ်သွားတယ်။လဲကျသွားတဲ့ကိုရှိန်ကိုဖြိုးပြစ်ကဆွဲထုတ်လိုက်တယ်။မင်းဒါဘာလုပ်တာလဲညီလဲ။ကိုရှိန်ကဘာရီကြက်စီနေတာလဲ။ဘာဖြစ်လို့အပြစ်မရှိတဲ့နေပန်းချေရဲ့ဘဝကိုဖြစ်စည်းဖို့ကြံနေရတာလဲ။ဟောဒါကြောင့်ငါ့ကိုထိုးတာကိုဘာလဲမင်းကအဲ့ဒီမျိုးရိုးတစ်ဖက်နေတဲ့မိန်းကလေးကိုစိုက်နေတာလား။ကိုရှိန်ထပ်ထိုးဖို့ရွယ်လိုက်ပြီးကိုရှိန်မျက်နှာမလဲပင်ညီလက်ကိုစိုက်ရည်သာကြည့်နေတယ်။ရွယ်ထားတဲ့လက်ကိုပြန်ချလိုက်တယ်။ဟုတ်တယ်ကျွန်တော်နေပန်းချေကိုချစ်တယ်။စိုက်တာတဲ့ပိုတဲ့လေးနဲ့တဲ့ချစ်ချင်းနဲ့သူ့ကိုကျွန်တော်ချစ်တယ်။ဘာတာဘလို့ပြောလိုက်တယ်။အဲ့ဒီမျိုးရိုးတစ်ဖက်နေတဲ့မိန်းကလေးကိုတားကချစ်တယ်ဟုတ်လား။တော့ချယ်ရီကရောက်လို့လာတယ်။ကျွန်တော်လည်းအဲ့ဒါကိုပဲပြောနေတာမမေ။ဒီဘာမဟုတ်တဲ့မိန်းကလေးအတွက်နဲ့ကျွန်တော်ကိုလည်းလက်သီးနဲ့ထိုးသေးတယ်။ဘလို့သားကြီးကိုလက်သီးနဲ့ထိုးတယ်ဟုတ်လား။ညီလန်မင်းကအဲ့ဒီမိန်းမအတွက်နဲ့ကို့အကူကိုတော့ပြန်ပြီးထိုးနေတယ်ပေါ့လေ။ဟုတ်လား။မမေကိုပြောစမ်းအဲ့ဒီမိန်းကလေးကသားကိုဘလို့တွေမြှုပ်ဆက်နေလို့သားကအခုလိုဖြစ်နေရတာလေ။မဟုတ်ဘူးမေမေ။အဲ့ဒီလိုကြွေသိက္ခာကြစီမဲ့စကားမျိုးတွေမပြောပါနဲ့။ကြွေကအခုထိကျွန်တော်သူ့ကိုချစ်နေတယ်ဆိုတော့သိသေးတာမဟုတ်ဘူး။အိုးသူ့ဘာသာသူသိသိမသိသိဒီကိစ္စကိုရှေ့ဆက်ဖို့မစင်စားနဲ့နော်။မေမေလုံးဝလက်မခံဘူး။ဒါဆိုလေကိုရှိန်ရဲ့လုပ်ရက်တွေကိုရက်တန်းကနေရက်ခိုင်းလိုက်။ဒီနေ့ကိုရှိန်ကျွေတို့အိမ်ကိုသွားခဲ့တယ်။ဒေါ်ချယ်ရီရဲ့အကြည့်တွေကဟန်ရှိန်စီကိုရောက်လို့သွားတယ်။ဟန်ရှိန်တယောက်မျက်နှာပြတ်သွားတယ်။ဟန်ဆက်ပြစ်နေတဲ့မျက်နှာအမူအရာကိုပြန်ထင်းလိုက်ပြီးတော့ဟုတ်တယ်မေမေကျွန်တော်သွားခဲ့တယ်။ဒီလေအဲ့ဒီအိမ်ကိုသွားမယ်သလိုကျွန်တော်အနောက်ကနေလိုက်သွားခဲ့တာ။ပြီးတော့လေနေပန်းစီကိုညီလျံနဲ့မပတ်သက်ဖို့သတိပေးစင်လို့သွားခဲ့တာလေ။ပေါ်ပေါ်တေးတေးလိမ့်လိုက်ပြောဆိုလိုက်တဲ့ကိုရှိန်ကိုကြည့်ပြီးတော့ညီလျံရဲ့ဒေါသတွေကထိရင်မရပါ။စိတ်ရှိတိုင်းသာဆိုလက်သီးနဲ့၃ချက်လောက်ဆင်ထိုးပြီးလိုက်ပြီးမေမေရဲ့ရှေ့မှာမှုစိတ်ကိုမနှဲချုပ်ထင်းလိုက်ရတယ်။ကိုရှိန်ရှုပ်ချောင်းမဟုတ်ဘူးလား။ဘာဖြစ်လို့စကားကိုဘလောင်ပလဲပြောနေရတာလဲ။သားကြီးကိုဘာမှပြန်ပြောနေစရာမလိုဘူး။မင်းအကိုကမင်းမဖြစ်တဲ့နာမဖြစ်အောင်အနောက်ကနေလိုက်ပေးနေတာ။သားရဲ့မမေနဲ့ကိုရှိန်ရဲ့စေတနာကိုနားလည်ဆမ်းပါ။အဲ့ဒီမိန်းကလေးကလွှဲရင်မမေတို့အတိုင်းဝါနဲ့ကအစင်နဲ့တူတဲ့ဘသူကိုမစိုးသားဆိုင်တဲ့သူကိုရေးမမေကိုတောင်လောက်တောင်းပေးပါမယ်။အဲ့ဒီမျိုးရိုးသွေးမသက်တဲ့မိန်းကလေးနဲ့တော့မပတ်သက်ပါနဲ့သားရဲ့။ကျွေကိုဒီလိုနှိပ်စပြီးတော့မပြောပါနဲ့။ကျွေပါပဲဖြစ်ဖြစ်ကျွန်တော်သူ့ကိုချစ်တယ်။မေမေဒေါ်ချယ်ရီရဲ့ဒေါသတွေကိုမထိန်နိုင်ပဲသားလည်းရဲ့ဘာကိုဘဲတပြက်ညာတပြက်ရောက်ချလိုက်တယ်။မင်းနောက်တစ်ခါအဲ့ဒီလိုစကားမျိုးထပ်ပြောရင်ဒီထက်ပိုပြီးနာမယ်။မေမေကျွန်တော်ကိုထက်ရိုက်ချင်တယ်ဆိုလဲရိုက်ကျွန်တော်ကတော့ကျွေကိုလုံးဝလက်လွတ်အဆုံးရှုံးခံမှာမဟုတ်ဘူးဆိုပြီးအပေါ်ထဲသို့တက်သွားတယ်။အမလေးမူးလိုက်တာသားရဲ့မင်းကြီးလေးကိုမေမေဘလို့တော့ဆုံးမရတော့မလဲ။ဒေါ်ချယ်ရီကြောင့်ဆိုပါပေါ်မှာအသားရထိုင်ချလိုက်တယ်။စိတ်ကိုလျှော့ပါမေမေရဲ့ညီလေးရဲ့ကိစ္စကျွန်တော်ပဲကြည့်ပြီးတော့ရှင်းလိုက်ပါမယ်။အရှိန်တို့သားမိတော့ရောက်စကားချင်းတွေဖြစ်နေကြတာမဟုတ်အရှိန်ရဲ့တငယ်ချင်းတွေကလည်းအလိုက်တသိနဲ့ပြန်သွားကြတယ်။ကျွေရီကျွေစိန်တယောက်လက်ထဲမှာလဲပါဆက်တို့တစ်ထုပ်ကိုကင်ပြီးတော့ကျွေရဲ့နာမည်ကိုအော်ဟစ်ပြီးအပေါ်ထဲသို့တက်လာခဲ့တယ်။အပေါ်ထဲကိုရောက်စဉ်ဖျားကဲမှာထွက်လာတဲ့ကျွေနဲ့တက်တက်တိုးတယ်။မမစိန်အဲ့ဒါဘာထုတ်လဲမသိဘူးကျွေအတွက်လူတစ်ယောက်ကပေးလိုက်တာတဲ့လူတစ်ယောက်ဟုတ်လားကျွေကိုပစ္စည်းပို့မဲ့သူကလက်စုံတအုံးမှမရှိတာမို့ဘသူဖြစ်မလဲဆိုတာစိတ်ထဲမှာတော့ခံမရမတတ်ပါမမစိန်စီကအထုပ်ကိုယူပြီးတော့အခန်းထဲသို့ဝင်လာခဲ့လိုက်တယ်အခန်းထဲကိုရောက်တော့ကတိပေါ်ကိုထိုင်ချပြီးပါဆက်ထုပ်ကိုဖောက်လိုက်တယ်အထဲမှာတိတ်ကိုလှပလို့နဲ့ခေါင်းဝင်လေးတစ်ထည်ကိုတွေ့လိုက်ရတယ်လှလိုက်ကြအယောင်လေးကလည်းတော့ခွားရောင်လေးခေါင်းဝင်အောက်မှာတွေ့ရတဲ့စာလေးတစ်စောင်ကိုယူပြီးတော့ဖတ်လိုက်တယ်ခေါင်းဝင်လေးကိုကြက်ရလာချွေမင်းနဲ့လိုက်မဲ့တဲ့နဲ့အယောင်လေးကိုကိုတေချာရေးပြီးတော့ပို့ပေးလိုက်တယ်ဒီညကိုယ့်ရဲ့ပါတီမှာကိုပို့တဲ့ခေါင်းဝင်လေးကိုဝစ်ပြီးလာခဲ့နော်မင်းဘလောက်တောင်လှနေမလဲကိုတကယ်ကိုမျှော်လင့်နေပြီဘယ်ဆိုလို့လဲဒီလူမှလည်း
နူးညံ့တဲ့စိတ်ကလေးတော့ရှိသေးတာ။ဟန်ရှိန်မင်းဆက်ရဲ့စာလေးကိုဖတ်ပြီးနှကန်းလေးကိုခန်းဟာအဖွင့်ရေးပြုံးလိုက်မိတယ်။ជីជីရေဝင်ကလေးသမီးជីជីကိုကြွေတစ်ခုလောက်ခွင်ထောင်းချင်လို့ပါ။ထူးထူးဆန်းဆန်းပါလား။ဒီရင်ကိုရောက်တဲ့ကជីជីကိုပါတခုမှမပူစားမတောင်းဆိုတဲ့ကလေးကအခုခွင်ထောင်းခြင်းနဲ့ဆိုတော့ကဲဘာများလဲပြောပါအောင်။ဟုတ်လေကိုဟန်ရှိန်မင်းဆက်ကသူ့ရဲ့မင်းတွေပါတီကိုဖိတ်ထားလို့အဲ့ဒါကျွေသွားခြင်းနဲ့ဖះရေជីជីကအံ့ဩသွားပုံရတယ်ဒီလိုပွဲတွေဆိုရင်ဘလို့ခေါ်မလိုက်တဲ့ကျွေကအခုတော့သူကိုယ်တိုင်သွားဖို့အတွက်ခွင့်တောင်းနေခဲ့တယ်ဒါဟာလူချမ်းသာအတိုင်းဝါနဲ့ကျွေအသားတဆဖြစ်သွားတဲ့ဆိုတဲ့အထိတ်ပဲလားဘာဖြစ်လို့လဲជីជីမသွားသိချင်လို့လားယင်ជីជីခွင့်မပြုတ်ရင်ကျွေမသွားပါဘူးအိုးမဟုတ်ပါဘူးသမီးရဲ့သမီးကဒီလိုပွဲတွေဆိုစိတ်မဝင်စားတတ်တော့လေជីជីကအံ့ဩသွားလို့ပါဒါလားជីជីပဲပြောထားတယ်မဟုတ်လားအရင်ချုပ်တက်တဲ့စီးရင်ခဲ့တဲ့ဘဝကိုမေ့ထားပြီးဘဝအသစ်မှာစိတ်သစ်လို့တဲ့ជីជីလိုအတိုင်းဝါနဲ့အသားတဆဖြစ်အောင်ပြုမှုနေထိုင်ရမယ်ဆိုဒါပေါ့သမီးရဲ့လူဆိုတာကရောက်တဲ့နေရာမှာတည်တည်အောင်နေတတ်ရတယ်ပြီးတော့ဘဝရဲ့တဆစ်ချိုးပြောင်းလဲမှုတွေကိုလည်းလက်ခံနိုင်ရတယ်အဲ့ဒီလက်ခံနိုင်ရုံနဲ့လည်းမပြီးဘူးနော်အဲ့ဒီပြောင်းလဲမှုတိုင်းကိုယ်တော်ကလည်းအမှန်တကယ်ပြုပြင်ပြောင်းလဲပြီးနေထိုင်တတ်ရတယ်ជីជីပြောတာကိုနားလည်တယ်မဟုတ်လားသမီးဟုတ်ကဲ့ကျွေနားလည်ပါတယ်ជីជីရဲ့စကားတွေကိုကျွေမှတ်သားထားပါမယ်ကဲဒါဆိုသမီးပြင်ဆင်စရာရှိတာပြင်ဆင်တော့လေပြီးရင်ជីជីရဲ့ကားကိုယူသွားနော်မောင်တို့ကိုပို့ခန့်လိုက်မယ်ဟုတ်ပြီလားဟုတ်ကဲ့ជីជីကိုရှိန်တကားဖွင့်ပေးပါကိုရှိန်စတော့ကိုတကားဖွင့်ပေးပါအလင်းရောင်ခတ်မှတ်မိသားရှိတဲ့အလုံးပိတ်ခန်းထဲမှာညီလိုက်ရဲ့အတန်ကိုဘသူကမှမကြားနာ။ခိုင်ရှင်ရဲ့အစီအစဉ်အားလုံးကိုသိနေတဲ့နီလီယန်မင်းဆက်ကနေပန်းချေရဲ့ပါတီခွဲကိုရောက်မလာစေဖို့နီမျိုးစုံနဲ့တားမယ်ဆိုတာသိတာကြောင့်နီလန့်ကိုအိမ်ရအနောက်ဘက်မှာရှိကိုရောင်ဟောင်းတစ်ခုမှပိတ်လောင်ထားလိုက်တယ်။မကြခင်မှာပဲနေပန်းချေကပါတီခွဲသို့ရောက်လာတော့မယ်။တွေ့ကိုငါခင်မဖြစ်မယ်။ကိုရှိန်တကားဖွင့်ပေးပါ။အပြင်မှာဘသူရှိလဲ။တကားဖွင့်ပေးပါဒီချိန်ဆိုရင်နေပန်းချေရောက်လာဖို့နေလောက်ပြီကိုရှိန်ကငယ်စဉ်တည်းကသူလုံးမယ်ဆိုတဲ့အရာကိုတိတ်နေပြအောင်လုပ်တတ်တဲ့သူကျွေကိုသူတခုခုများလုပ်လိုက်ရင်ညီလေးရဲ့ရင်ထဲမှာပူလွင်လို့လာတယ်ကျွေအတွက်လွန်စွာစိတ်ပူနေမိတယ်အပြင်မှာလည်းဘယ်သူတအူးတယောက်မှရှိမှာမဟုတ်ပါပါတီဘက်ကစူညံတဲ့နေကြောင့်ညီလေးရဲ့အတန်ကိုဘယ်သူမှကြားနိုင်မှာမဟုတ်ပါဒီခန်းထဲမှာလော့အောင်ထွက်ပြီးကျွေကိုကယ်နိုင်ဖို့ရည်တပြင်းအခါခါချရင်သာအကြံဉာဏ်ထုတ်နေမိတယ်။ဟေးဟန်ရှိန် Happy Birthday ပါ။ပါတီပွဲကစလို့နေပြီ။ဟန်ရှိန်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကလည်းတော်နဲ့ရောက်လို့လာကြတယ်။ဖိတ်ကြားထားတဲ့ဧည့်သည်တွေများတော့လေဟန်ရှိန်မျှော်နေတဲ့သူကတအူးတယောက်ပါ။တခဏကြာတော့ဆန်ရှိသူကားတစ်စီးရောက်လာတယ်။ကားပေါ်မှာမိန်းကလေးတအူးကဆင်းလာခဲ့တယ်။ဟန်ရှိန်ကချမ်ပါဝါသို့ထွက်ကြည့်ပြီးစကားပင်မပြောနိုင်။ကားပေါ်မှာဆင်းလာတဲ့နေပန်းချေကိုတော့မျက်တောင်တစ်ချက်မကတ်စတန်ကြည့်နေမိတယ်။စပင်လေးကိုလိတ်ခွေထားပြီးခက်မြင့်မြင့်လေးမှာပပလေးမတတ်မရဲ့ထုံးပွဲထားလေးပုံမှာတခွားရောင်ကာဝေးလေးနဲ့အင်မတန်မှလိုက်ဖက်လွန်လာတယ်။လေတိုင်းကြော့လေးမှာပလဲလောက်လဲဆွဲလေးကိုတော့ရိုးရှင်းစွာဝတ်ဆင်ထားတယ်။ဘာဖြစ်လို့ဒီလောက်တောင်ကြက်တည်ရှိပြီးလှရတာလဲကွာ။ Happy Birthday ကိုရှင်။ဟန်ရှိန်အနာသို့ရောက်လာတဲ့အထင်တလေးနဲ့မွေးနေ့ဆူတောင်းစကားကိုဆိုလိုက်တယ်။နေပန်းချေရဲ့ရသက်ရှူမောပဲအလှကိုကြည့်ရင်လောကကြီးကိုတခဏမေ့လျော့သွားတယ်။ကိုရှိန်ဘာလို့ဒီလောက်တောင်ကြည့်နေရတာလဲ။ဟုတ်တွေကအရန်လှနေလို့ပါ။ကျွန်တော်ထင်ဒီပါတီပွဲကိုလာသမျှမိန်းကလေးတွေထဲမှာတွေကအလှဆုံးပဲ။ဟိုကိုရှိန်ကတော့ကက်မြောက်နေပြန်ပြီ။ကိုရှိန်မမြောက်လေတွေကလက်ဆောင်ပြင်လာပါတယ်နော်။လက်ထဲမှာအသိငိုက်ထားတဲ့လက်ဆောင်ပူလေးကိုကိုရှိန်စီတို့လက်ကမ်းပေးလိုက်တယ်။ကျွန်တော်ကလက်ဆောင်လိုချင်လို့ပြောတာမဟုတ်ပါဘူး။တကယ်လားလို့လှတယ်ပြောတာပါ။ဟုတ်ပါပြီရှင်။ကျေးဇူးတင်ပါတယ်။ဒါနဲ့ကြွေကိုအထက်မခေါ်တော့ဘူးလား။ဟုတ်သားပဲ။ sorry ပါဗျာ။ကျွန်တော်လည်းကြွေကိုမိမိချင်းငိမ့်နေမိရင်နဲ့မေ့ကုန်တယ်။အော်ဒါနဲ့ကြွေကိုကျွန်တော်ပြန်လိုက်ဖို့မယ်လေ။ကြွေရင်ကကားကိုပြန်လွှတ်လိုက်ပါလား။ရပါတယ်။ကြွေဆောင်ခိုင်းလိုက်ပါမယ်။
ကျွေရဲ့ပါတီပွဲကအခုမှစတာလေသူကားပေါ်မှာထိုင်ဆောင်နေရတာပြစ်မှာပေါ့ပြန်လွှတ်လိုက်ပါနော်ကျွန်တော်တေချာလိုက်ဖို့ပေးမှာပါကျွေကျွန်တော်ကိုမယုံလို့လားအဲ့လိုသဘောမျိုးနဲ့မဟုတ်ပါဘူးကိုရှိန်ကိုအားနာလို့ပါအားနာစရာမလိုပါဘူးကဲအကိုကြီးကျွေကိုကျွန်တော်ပဲအိမ်ပြန်လိုက်ဖို့ပေးမယ်အကိုပြန်နှက်လိုက်တော့နော်နေပန်းကြီးကနှကန်းလေးကိုအခန်းဟာပြောလိုက်တယ်အဲဒီနောက်မှာနေပန်းဆွေနဲ့ဟန်ရှိန်တို့အတူပါတီပွဲအတင်းသို့ဝင်သွားကြတယ်နေပန်းစီတို့အထက်ကိုဝင်သွားပြီးတဲ့နောက်ထန်ရှိကိုကားတစ်စီးကရောက်လို့လာတယ်အဲ့ဒီကားကပါတီပွဲကိုလာတဲ့ကားတော့မဟုတ်ပါလူချမ်းသာအတိုင်းဝန်းနဲ့မဲမင်ငံများအယောင်သွေးဆောင်နေစွာမြင်တွေ့ရတယ်မိမှုကြက်တချင်းတွေကလည်းဖွင့်ထားတာမဟုတ်တချို့ကလည်းစီးစက်နဲ့အတူမလောက်တလောက်လေးကနေကြတယ်တချို့ကလည်းစားတောက်စရာတွေကိုရွေးယူပြီးတော့စားတောက်နေကြတယ်ကိုရှင်းကကြည့်ကိုလူတွေနဲ့ခလန်းလက်မှာရှိတဲ့ဇက်ဘဲဝိုင်းတစ်ခုမှထိုင်စေပြီးစားတောက်စရာတွေကိုထားတဲ့နေရာမှာဝိုင်ကနှစ်ခွက်ကိုငှက်ယူလာခဲ့တယ်ဒီမှာကျွေ့အတွက်ဝိုင်နှစ်ခွက်ကိုကျွေ့ဟာကမ်းပစ်လိုက်ပြီးကျွေ့နဲ့မန်နေဂျာဆိုင်ခုံမှာထားလိုက်တယ်ဟဲ့ကျွေ့ဒါတွေကိုမတောက်တတ်ဘူးဝိုင်ခွက်ကိုပြန်ပြီးတော့တွန်းပေးလိုက်တယ်ဘာဖြစ်လို့လဲကျွေ့နည်းနည်းဖြစ်ဖြစ်တော့တောက်ကြည့်ပါလားဒီဘက်ခေတ်မှာဒါမျိုးတွေကိုမိန်းကလေးတွေလည်းတောက်နေကြပါပြီကျွေ့သိပါတယ်ဒီခေတ်မှာမိန်းကလေးတွေဝိုင်တောက်တာအရဲတောက်တာတွေကဖြိုးစမ်းတဲ့ကိစ္စတော့မဟုတ်ပါဘူးဒါတွေကိုလည်းအပြစ်မမြင်ပါဘူးဒါပေမဲ့တခြားသူတွေသာတော့လိုက်စားရမယ်ဆိုတဲ့ဥပဒေမျိုးတော့မရှိသေးဘူးမဟုတ်လားကျွေကကိုယ်စန္ဒနဲ့ကိုမတောက်ချင်လို့မတောက်တာပါကျွေကဘယ်ဆိုလို့လဲစကားလေးပြောတာလိမ္မာပါနဲ့တယ်နော်ကျွေရဲ့စကားလှလှလေးတွေအောက်မှာကျွန်တော်အငင်းခံလိုက်ရပြီပေါ့နော်ကဲဒါဆိုလေအေးတော့တောက်ပါဗျာဟုတ်ကဲ့ခဏနော်ကျွန်တော်သွားယူလာခဲ့မယ်ပြုံးရည်ခေါင်းညင်ပြလိုက်တယ်ဖန်ရှင်ကျွေရဲ့နားမှာထပ်သားပြီးကျွေထွက်အေးသွားယူခဲ့တယ်မင်းကြီးဒီနေ့တော့ငါတို့ရဲ့အစီအစဉ်တွေကအောင်မြင်မှဖြစ်မယ်နော်အဲ့ဒီကောင်မကအရှင်လုံးမဟုတ်တော့ဘူးသူ့ကိုယ်သူနေမျိုးရိုးရဲ့မင်းကြီးဆိုပြီးတော့မတ်တက်နေပြီစိတ်ချဟန်ဒီတစ်ခါတော့အဲ့ဒီကလေးမကိုလုံးဝမလွတ်စေရဘူးပြီးတော့မှအလွဲလို့ရင်ငါ့အဆိုးမဆိုနဲ့ကောင်းပြီဗျာပပကြီးမောင်ကိုတပတ်လေးယူပေးပါအောင်မင်းကြီးနဲ့ဖုံပြောနေစမှာဘုန်းနေတရားရဲ့အတန်ကိုကြားလာကြဖုံးကိုချက်ချင်းချလိုက်တယ်အဲဒီနောက်မှာရေစိုးကန်းသို့လမ်းလျှောက်သွားပြီးဦးနေတရားစီသို့တပတ်ကမ်းပေးလိုက်တယ်ဦးနေတရားကတပတ်ကိုယူပြီးတော့ရေစိုးနေတဲ့စပင်းတွေကိုတုပ်ရင်ပပအခုတလောသမီးနေနေကအိမ်ကတ်တာမမြင်ဘူးနော်ဘယ်တွေသွားပြီးဘာတွေလုပ်နေလဲဆိုတာမသိမသာစုံစမ်းကြည့်အောင်နော်ဒေါက်ခင်ပပကလက်ဆောင်တစ်ချက်ထုတ်လိုက်တယ်နေနေကအိမ်ကတ်ပါတယ်သူ့ဟာသူကြောင်းသားချိန်သွားအိမ်ပြချိန်ပြန်နေသူအပြင်သွားတာလေပပကိုပြောပြီးမှသွားတယ်လေတကယ်တမ်းတော့ချင်းမကြီးနေတာအိမ်မကတ်တာကနေပန်းချေဒေါက်ခင်ပပရဲ့စကားကိုကြတော့ရေစုနေတဲ့စပင်းတွေကိုတုပ်နေတာကိုချက်ချင်းရက်လိုက်တယ်မှန်နေကိုရှေ့မှာထိုင်နေတဲ့ဒေါက်ခင်ပပရဲ့အနာကိုတုတ်ကတ်သွားပြီးသမီးချွေကဘာတွေများချင်းမင်းဖြစ်နေလို့လဲအခုတလောအပြင်ကိုခဏခဏထွက်တယ်အလားပါဆိုတာလဲဘာပြင်သလားမမေးနဲ့ဩဒါကတော့ကွာသူလည်းမိန်းကလေးပဲအလားပါကြိုက်တာစမ်းသလားအလားပါကြိုက်တာတော့မစမ်းမိမယ်ချယ်ရီသားနှစ်ယောက်နဲ့ဖိုလိုလိုဒီလိုလိုဖြစ်နေတာတော့စမ်းတယ်မောင်ကြီးဘာလမ်းလိုက်တာမောင်ရဲ့မောင်သမီးကလေစရောက်တော့ကတော့အရန်ကိုဖြူစင်ပြီးတော့ရိုးသားတဲ့သူလိုလိုဘာလိုလိုနဲ့တကယ်တမ်းကျကုတ်ကမြင့်မောင်ကြီးပြောမပြောချင်ပါဘူးအခုလည်းညာကြီးမင်းစင်းနဲ့ချယ်ရီရဲ့တာမွေးနေ့ပဲဆိုပြီးတော့ပြင်ဆင်ပြီးတော့ထွက်သွားတယ်လေမောင်အမတော်ကလေဒီကလေးမကိုဘာတွေကိုယုံကြည်နေမှမသိသူတောင်းဆိုသမျှသူပြောသမျှကိုအကုန်ခွင့်ပြုနေတော့တာပဲပပကအမြင်မတော်လို့ဝင်ပြောရင်လေစိုက်ကြတာမဟုတ်ဘူးဒီလိုတော့မဖြစ်သေးပါဘူးကွာအခုပဲဘယ်ချိန်ရှိနေပြီလဲမဖြစ်ဘူးမောင်လိုက်သွားမှဖြစ်မယ်စစ်စစ်ပင်ထံရကနေထားလိုက်တယ်အိုးမောင်လိုက်သွားလို့မဖြစ်ဘူးဒေါက်ခင်ပပကမျက်နှာပြတ်သွားတယ်ပါတီဘက်ကိုလိုက်မဲ့ဦးနေတရားကိုတားမှဖြစ်မယ်မဟုတ်ရင်မင်းကြီးနဲ့တိုင်ပင်ကြက်စီထားတဲ့ကိစ္စတွေကဖက်ပြက်သွားလိမ့်မယ်ဘာဖြစ်လို့လဲပပဟုတ်ပါဘာမှမဖြစ်ပါဘူးမောင်ရဲ့အချိန်ကလည်းနောက်ကျနေပြီလေပွဲပြီးရင်လည်းသူပြန်လာမှာပေါ့မောင်လိုက်သွားရင်သူတို့ပြန်လာနဲ့လန်းလန်းသွားရင်မောင်ပဲပြင်မဲမှာပေါ့ပြန်လာတော့မှပဲခေါ်ပြီးတော့ဆုံးမလိုက်ပါနော်အချိန်ဆိုမှနာယီကိုကြည့်မိတယ်
ငါကလေးနဲ့တနာရီကိုတွေ့ဖို့ချိန်ထားတာပဲသမီးကျွေရဲ့နောက်ကိုလိုက်သွားရင်ကလေးနဲ့တွေ့ရဖို့အချိန်ကြီးကနည်းသွားမယ်လက်လို့ဆယ်ပပအိတ်တာကိုစောင့်ပြီးတော့အချိန်နေကြည့်ပြီးကလေးရဲ့အခန်းထဲကိုသွားမှဖြစ်မယ်စိတ်မြတဲ့နဲ့တွေ့ဖို့ချိန်ထားတာကိုသတိရလိုက်တယ်ညတဲ့ညတိုင်းတနာရီဆိုရင်စိတ်မြတဲ့နေတဲ့အလုသမားတန်းလာမှာတွေ့နေကြအဲ့ဒီချိန်ဆိုရင်အိမ်သားအလုံးအခန်းကိုစီမှာအိတ်ဆက်အနားယူနေကြပြီမို့သူတို့နှစ်ဦးကိုဘယ်သူမှကလည်းမတွေ့နိုင်ပါကျွေးဒီမှာခဏနေကြအောင်နော်ကျွန်တော်တငယ်ချင်းတယောက်ကိုသွားနှုတ်ဆက်မလို့ဟုတ်ကဲ့ရပါတယ်အရှိန်မင်းဆက်ကကျွေးရဲ့အနာကနေထွက်ခွာသွားတယ်ကျွေးလည်းပဲတယောက်တည်းစကားပြောဖို့မရှိတာနဲ့ပါတီပွဲတဲမှာလူအများကိုငွေကြည့်နေမိတယ်ငါကောင်အိုးဘလို့ဖြစ်တာပါလဲမူးလိုက်တာငါဝိုင်လည်းမတောက်ဖ ೇನೆ ဘာဖြစ်လို့မူးနေပါလဲကျွေးရဲ့မျက်လုံးတွေကပြလာတယ်အရှိမမြင်နေရတဲ့အရာတွေကဘိုးတစ်ဝါသာမြင်ရတယ်တဖြည်းဖြည်းနဲ့ကျွေးရဲ့မျက်လုံးတွေကမှိတ်ဆင်းလာပြီးစပွဲပေါ်သို့မှောက်လက်ကျသွားတယ်ကျွေးထိုင်တဲ့နေရာကပါတီပွဲရဲ့အစွန်ဆုံးနေရာအလင်းရောင်ခက်မိန်မိန်ရတဲ့နေရာဖြစ်တာမို့ကျွေးကိုဘယ်သူမှကမမြင်နိုင်ပါဟဲ့ခိုးမှတွေ့လားမှောက်နေပြီမင်းတို့သူ့ကိုငါနေတဲ့ကွန်ဒိုကိုခေါ်သွားအရှိန်ကစိတ်အပန်းဖြစ်ခြင်းတဲ့အခါအလွန်များတဲ့အခါမျိုးတွေမှာသူကိုယ်တိုင်စိတ်ကြဒီဇိုင်းဖန်နေထားတဲ့ကွန်ဒိုမှာတယောက်တည်းနေတတ်တယ်နေပန်းစီကိုကွန်ဒိုစီတော့ခေါ်သွားဖို့တငယ်ချင်းဖြစ်သူဖြိုးပြကိုပြောဆိုနေလိုက်တယ်။ဟန်ရှင်ရဲ့အစီအစဉ်အားလုံးကိုသိပြီးကူညီပေးဖို့အတွက်သဘောတူထားတဲ့တငယ်ချင်းတစုကဟန်ရှင်ရဲ့ညဉ့်ညမ်းတဲ့တောင်ကျွေးကိုလူမသိသူမသိအောင်ပွေ့ချပြီးတော့ကွန်ဒိုစီသို့ခေါ်ဆောင်သွားတယ်။တို့ဤနောက်မိနစ်30ကြာရင်အိမ်နောက်ဘေးကကိုရောင်တကောက်ကိုသွားဖင်ပေးလိုက်တော့ဟုတ်ကဲ့ဆရာသူ့ရဲ့အစီအစဉ်ကအောင်မြင်သွားပြီမို့မီလီယံမင်းဆက်ကိုလှုပ်ပေးဖို့အမိန့်ပေးလိုက်တယ်။တခဏကြာတော့ပါတီပွဲကိုအဆုံးသတ်လိုက်ပြီးကျွေးကိုခေါ်သွားတဲ့နေရာကိုလိုက်သွားတယ်။မီလီယံခက်မိန်ပေးရှိတဲ့အခန်းထဲမှာငုံငန်ငန်နဲ့စိတ်သက်သာစွာထိုင်နေတဲ့ရီလဲရံနာထဲမှာတော့ကလောက်ဖွင့်တဲ့ကြားလိုက်ရတယ်။ဝမ်းသာအားရနဲ့တကားနာကိုထားသွားလိုက်တယ်။တကားကိုတွန်းဖွင့်ကြည့်လိုက်တယ်။ကိုရောင်တကားပွင့်သွားတယ်။ဟာပွင့်သွားပြီ။အကိုလေးကျွန်တော်တောင်းပန်ပါတယ်။ဟုတ်ငါသိတယ်မင်းကိုကိုရှိန်ခိုင်းတာဆိုတော့အခုကိုရှိန်ဖတ်ပါလေပါတီပွဲရောပြီးသွားပြီလားပြီးသွားပြီအကိုလေးကိုရှိန်ကတော့အိမ်မှာမရှိဘူးဘယ်ကိုထွက်သွားလဲကျွန်တော်လည်းမသိဘူးညီလျံကိုတော့အနားမှာသူ့ရဲ့သားရှိရာသို့ပြစ်ထွက်သွားတယ်ကိုရှိန်ကကွန်ဒိုစီသို့သွားလိုက်မယ်လို့ညီလျံခက်မှတ်မိတယ်ချက်ချင်းပင်ကားဆက်နှုတ်ပြီးတော့ကိုရှိန်ရဲ့အနောက်ကိုလိုက်သွားတယ်ဖျောက်လေအဲ့ဒီကဖြစ်မယ်လိုက်မင်းညီနဲ့သူ့ရဲ့တပတ်တွေကပါတီပွဲရှိရာချန်ထဲမှာထွက်လာတဲ့ညီလျံရဲ့ကားနောက်သို့ထက်ချက်မကွာလိုက်တယ်။ညီလျံရဲ့ကားကိုကြော်တက်ဖို့ကြိုးစားခဲ့တယ်။ကျွေးစီလာတဲ့ကားနဲ့ညီလျံရဲ့ကားကအမျိုးအစားချင်းတူလို့အယောင်ချင်းလက်တူတာကြောင့်ကားချင်းမပြီးတော့လိုက်ခဲ့ကြတယ်။အယောင်နဲ့အမျိုးအစားကိုသာသိချမှတ်မိထားတာမို့ကားနံပါတ်ကိုတော့သတိမပြုခဲ့ကြပါ။ကျွေးကိုသာစိတ်ပူနေတဲ့ညီလျံကသူ့ရဲ့နောက်မှာကားတစ်စီးလောက်လာတာကိုသတိမထားမိခဲ့ပါ။ညီလျံရဲ့ကားကိုကြော်တက်ရန်အတွက်ကြိုးစားရင်းကားချင်းရှိမိလာတဲ့ချိန်ရှေ့ကပရဲ့ရင်ပြုစဉ်အချိန်မြေစာမောင်းလာတဲ့ကားနှစ်စီးကညီရပုတ်တောင်မိသွားတယ်။ညီရဲ့ကားကောင်းတစ်ခုလုံးကလည်းချိန်မော့သွားတယ်။အိုမီညီရဲ့ကားကလည်းထိုနည်းကဲ့သို့ပဲကားနှစ်စီးလုံးရဲ့အတွင်းမှာလူအလုံးကခေါင်းထိကတရားများဖြစ်ပြီးတော့ကားထဲမှာမြေမောသွားကြတယ်။အိုးခလေးတို့ဒီတိုင်းပဲနေကြတော့မှာလား။မဲနဲ့ရွှန်းဆိုနေတဲ့မျက်ဝန်းကလေးနဲ့ဦးနေတရားကိုလှမ်းကကြည့်ပြီးမိလိုက်တယ်။ဘာကိုပြောတာလဲခလေးကဒီတိုင်းပဲဦးရဲ့တက်ပုံမေးလေးအဖြစ်နဲ့ပဲနေရင်းနဲ့ဘဝကိုအဆုံးသတ်ရတော့မှာလားလို့ခလေးရဲ့ဦးလည်းခလေးကိုဒီလိုဘဝမျိုးမှာအကြာကြီးမထားချင်ပါဘူးကွာဒါပေမဲ့ပပကလည်းရှိနေပြီးသမီးနှစ်ယောက်နဲ့မမတင်ကြောင့်ဒီလိုနေုံကလွယ်ရင်တခြားနည်းလည်းမရှိဘူးလို့ပြောမလို့လားတော်ပါတော့ဦးရဲ့ဒီစကားတွေကိုလည်းထက်တလဲလဲကြားခဲ့ရပြီအင်းလေခလေးကောင်တော်ကဒီလိုနေရမယ်လမ်းကိုရွေးချယ်ပြီးတော့လေခလေးကလည်းကွာအဲ့ဒီလိုစိတ်ပြက်အားငယ်တဲ့အတန်ကြီးနဲ့မပြောပါနဲ့ခလေးကိုဦးသိချစ်တာသိတယ်မဟုတ်လားအခုလဲဦးနဲ့ခလေးညာတိုင်းတွေ့နေရတာပဲပြီးတော့နေအောင်မျက်နှာမြင်ရပြီးတိမ်နဲ့တမောက်ထဲမှာအတူရှိနေရတာပဲကွာဘာလို့သေးလို့လဲလူလေစီဟိုပြောဒီပြောနဲ့လက်ပဲနေတော့တာပဲဘယ်တက်နိုင်မလဲလေကျမကတော့လေဟောဒီလူလေကြီးကမှချစ်နေမိတော့လေမရတော့ဘူးကွာဒီကလေးကိုတိတ်ကိုချစ်နေမိပြီစိတ်မြတဲ့ရဲ့သွေးငန်လာပါတဲ့
ကိုလုံးလေးကိုရင်ငင်တဲ့သို့ဆဲတင်ပေးဖက်လိုက်တယ်။တကောင်ရဲ့အချိန်စောနေပြီဖြစ်တော့လေနေပန်းချိန်ကအင်ကိုပြန်မြောက်သေးတာကိုအိမ်သားများကတတိမထားမိခဲ့ကြပါ။ဂါဒီပေါ်မှာအိပ်ပျော်နေတဲ့နေပန်းချိန်မျိုးလုံးကိုမပွင့်တက်ပွင့်ဖွင့်ပြီးတော့နှုတ်ကလည်းညင်ညူတန်ထွက်ပေါ်လာတယ်။ခေါင်းတစ်ခုလုံးကလည်းတရုံးနဲ့မြည်အောင်ကိုက်ခဲလို့နေတယ်။ခေါင်းကိုလက်ဖြင့်ဖိကတ်ထားပြီးအိပ်ရပေါ်မှာအာယူပြီးတော့ထားလိုက်တယ်။အဲဒီနောက်မှာဘေဘီဝဲရကိုလက်ပဲကြည့်လိုက်တယ်။ငါဘယ်ကိုရောက်နေတာလဲ။ငါညကကိုရှိန်းရဲ့ပါတီပွဲမှာပါ။အခုဒီကိုဘလို့ဖြစ်ပြီးတော့ကိုရှိန်းပါတီပွဲမှာကိုရှိန်းနဲ့အတူထိုင်ပြီးတော့စကားပြောရင်အေးတိုက်နေရောကလွဲရင်ကြွေတစ်ခုမှကိုမမှတ်မိတော့ပါ။လို့လာပြီးသားနေပန်းစီဟင်ရှင်ဒီချိုးကန်ထဲမှာအပေါ်ပိုင်းပလာနဲ့တပတ်ဖြူကိုပတ်ရထွက်လာတဲ့ဟန်ရှိန်မဆက်ကိုမြင်တော့ကျွေးရရင်ထဲမှာမှုန်တိုင်းတွေကတိုက်ခတ်နေသလိုပဲရင်တစ်ခုလုံးကလှုပ်ခတ်သွားတယ်။အခန်းတစ်ခုထဲမှာသသိန်းယောက်ျားတစ်ယောက်နဲ့တညာလုံးအတူရှိနေခဲ့တဲ့ဆိုတဲ့အတွေ့အကြုံကျွေးရရင်တစ်ခုလုံးကကြောင်းဆန်သွားတယ်။ကျွေးရမျက်လုံးတွေကပြကျချင်းဖြစ်မိသွားတယ်။အိမ်မက်ပဲမက်နေလားအထင်နဲ့ကို့အသားကိုရိုက်နေမိတယ်။မင်းအိမ်မက်နေတာမဟုတ်ဘူးနေပန်းကျွေး။မင်းနဲ့ကိုတညာလုံးဒီခန်းထဲမှာတူတူရှိနေကြတာမျက်တောင်တစ်ချက်မကပ်ပဲကျွေးမျက်လုံးတွေကိုစစ်စစ်ဆိုင်ကြည့်ပြီးပြောလိုက်တယ်ဟင်မဟုတ်ဘူးဒါမဖြစ်နိုင်ဘူးလက်နှစ်ဖက်နဲ့စပင်များကိုဆွဲဆူပြီးတော့အသက်ကုန်ချစ်ပြီးတော့အော်ဟင်ကိုကျွေးပြလိုက်တယ်နေဘက်စီကရေတစ်ခုလုံးကိုထူပူသွားတယ်တညာလုံးဟန်ရှိန်နဲ့အတူရှိနေခြင်းကိုလည်းမယုံနိုင်အိမ်မက်လာတွေးမိပြီးအမျိုးမျိုးစမ်းသပ်နေမိတယ်အိမ်မက်မဟုတ်အမှန်တကယ်ဖြစ်နေခြင်းလားဒီလိုဆိုရင်နားကအိမ်ပြန်ပိတ်တာကြီးသိပြီလောက်ပြီကျွေးအိမ်ပြန်လာကိုကြီးကစောင့်မျှော်နေလောက်တယ်အခုအိမ်ကိုပြန်သွားရင်ရောညကဘာမှအိတ်ခက်လဲဆိုတာကြီးတို့ဖေရီတို့မေးလာရင်ဘယ်လိုဖြစ်ရမလဲကျွေးရဲ့စိတ်တွေကရှုပ်ထွေးလာမိတယ်လူယုံမှာရှင်ဘာဖြစ်လို့ကျမကိုအိမ်ပြန်မပို့ပဲဒီကိုခေါ်လာရတာလေကျွေးရဲ့ရှင်မမတုံမလို့ရက်နေတဲ့ဟန်ရှိန်ကိုမျက်နှာစစ်စစ်ဆိုင်ပြီးမေးလိုက်တယ်နေပန်းစိတ်မင်းကငါတင်ထားတာတက်ပို့ပြီးရိုးရလွန်တာပဲအရှိန်မစ်ဆက်ကမချီပြုံးပြောလိုက်တယ်ဥပုသ်ဆောင်နေစားဆိုတာမင်းမြင်ဘူးလို့လားနေပန်းချေရဲ့အနားကိုတုတ်ကပ်ပြီးတော့ပြောလိုက်တယ်ဒါဆိုရှင်ကတက်မီရွယ်ပြီးတော့ကျမကိုပါတီပွဲကိုလာဖို့ဖိတ်ခဲ့တာပေါ့ဟုတ်လားပြီးတော့ကျမတောက်မဲ့အေးတဲ့ကိုမင်းကဘယ်ဆိုလို့လဲအခုစားတော့လေကွင်းဆက်မိအောင်တွေးတတ်တာပဲအခုမင်းတွေ့နေတဲ့အရာအလုံးကြီးကအမှန်နေပဲမင်းကိုရည်ရချက်ရှိနဲ့ငါရဲ့ပါတီပွဲကိုဖိတ်ခဲ့တာမင်းတို့အိမ်မှာထမင်းစားတော့ကဟိုမေးကလေးနဲ့ပြဿနာကြမှာမင်းကသူ့ရဲ့ကလုပ်ပြီးတော့ငါနဲ့ငါအမေကိုပြောဆိုခဲ့တာတွေတွေ့မင်းရဲ့မာနတွေကိုချိုးပစ်ဖို့ငါစီစဉ်ခဲ့တာဘာရှင်ရုပ်မှလာကြည့်လားဟန်ရှင်းကိုရရန်ရွယ်လိုက်တဲ့ကျွေးရဲ့လက်ကိုဖမ်းဆွဲပြီးကျွေးရဲ့ခန္ဓာကိုယ်အောင်အိယာပေါ်သို့လှည့်ချသွားအောင်တွန်းပို့လိုက်တယ်အဲဒီနောက်မှာကျွေးရဲ့ခန္ဓာပေါ်မှာသူ့ရဲ့ကျဲပြန့်တောက်တဲ့နဲ့ဂျီယုံကြီးတွေနဲ့အုံမိုးပြီးတော့မင်းရဲ့လက်နုနုလေးတွေနဲ့ငါဘာကိုရောက်တော့ရောမင်းတညာလုံးငါနဲ့အတူရှိနေခဲ့တဲ့ဆိုတဲ့အမှန်တရားကပြက်ကွယ်သွားမှာလားကျဲ့ရဲ့မျက်လုံးတွေကရီဝေးဖြစ်သွားတယ်ကျဲ့ရင်နဲ့အတိုင်းမစခုံလာတာကကို့နှလုံးခုန်တဲ့ကိုပြန်ကြားရတဲ့အထိမင်းရဲ့လက်တွေအိတ်ဆက်နေတာပဲမင်းအရန်ကြောက်နေတာလားခတ်တိုးနဲ့မေးလိုက်တယ်ခန္ဓာကိုယ်တစ်ခုလုံးအိတ်ဆက်တောင်းနေလာပြီးမျက်နှာများတွေကလည်းနေရဲလိုလာတယ်စသိန်းတွေကလည်းတစ်ဖက်ပြန်ထားလို့ရုတ်တရက်ခတင်းပေးရှိစပွဲပေါ်မှာတင်ထားတဲ့ဟန်ရှင်းရဲ့ဖုန်းကမြည်လာခဲ့တယ်။အဒီမှသာကျွေအသက်ရှူချောင်းသွားတော့တယ်။ဟယ်လိုတာကြီးဘာမှလဲမမေဘာဖြစ်တာလဲမင်းကြီးလေးညကအက်ဆီဒန့်ဖြစ်လို့အခုဆေးရုံမှာအရေးပေါ်တင်နေရတယ်။ခေါင်းကိုပြင်းထန်တဲ့ဒဏ်ရာရသွားတဲ့သားဒါအခုကြည့်စမ်းမေးဆေးရုံကိုလိုက်လာခဲ့ပါ။ဗျာရီလီယန်အက်ဆီဒန့်ဖြစ်လို့ဟုတ်လားမမေကျွန်တော်အခုပဲလာခဲ့ပြီ။ဟင်သူအက်ဆီဒန့်ဖြစ်တယ်တဲ့လားဖះဘယ်လိုများဖြစ်တာပါလဲဒီလိုဆိုမှသူ့ကိုပါတီပွဲမှာလေငါမတွေ့ခဲ့ပါလားနေပန်းဆွေငါရဲ့ညီကအက်ဆီဒန့်ဖြစ်လို့အခုပဲငါဆေးရုံကိုလိုက်သွားရမယ်မင်းဒီမှာပဲနေခဲ့ကျမကဒီမှာနေခဲ့ရမယ်ဟုတ်လားဘာဖြစ်လို့ဒီမှာနေရမှာလဲကျမအိမ်ပြန်မယ်ကတိပေါ်မှာငါခနဲ့ထိုင်လိုက်တယ်ပတ်စံကိုယူရဲ့အခန်းတကားစီတို့သွားဖို့ချင်းလိုက်ပြလိုက်တယ်နေပန်းဆွေရဲ့လက်ကိုဟန်ရှိန်ကလှမ်းဆွဲလိုက်တယ်မင်းမပြန်ရဘူးဒီနေ့ကစပြီးတော့မင်းကငါရဲ့အပိုင်ဖြစ်သွားပြီအယူပဲဟုတ်တယ်ငါယူသွားပြီမင်းနဲ့တကြလုံးအတူရှိခဲ့ပြီးနောက်
မင်းကိုငါရွတ်သွတ်သွားပြီမင်းငါနဲ့လက်ထက်ရမယ်ပိုင်လိုက်လားရှင်လက်ထက်မယ်ဆိုတိုင်းကျမကရှင်ကိုလက်ထက်ရမှာလားဝေးသေးတယ်တိတ်မယ်ဆိုရင်တော့ရှင်လိုလူကိုကျမလက်မထက်ဘူးဆိုပြီးဟန်ရှင်ရဲ့လက်ကိုခါချပြီးတော့အခန်းတကားကိုဖွင့်ပြီးအပြင်သို့ထွက်သွားတယ်နေပန်းဆွေအခန်းထဲမှာဟန်ရှင်တယောက်တည်းသာကျင်ရင်ခဲ့တယ်ဟန်ရှင်ရဲ့ရှေ့မှာစိတ်ထဲအားငယ်တဲ့ပုံစံပေါ်သွားရင်ပို့ပြီးဖိနေလာမှဆိုတော့ကြောင့်တမကျင်အောင်ဆောင်ခဲ့ရတော့လေကိုမချင်မနစ်တဲ့ယောက်ျားတယောက်နဲ့တညာလုံးအတူရှိနေတဲ့ချင်းကပြန်တွေးမိတာရင်ထဲမှာပြောမတတ်အောင်နာကျင်ရတယ်ဒါကကြိတ်အတွက်တော့ဖြောက်ပြက်မရတဲ့စိတ်တရားကြီးတစ်ခုပါစိန်ရီဖះပဲဝယ်လာခဲ့သေးလားဟုတ်ကဲ့ဝယ်လာခဲ့ပါတယ်ဆရာမအေးဒါဆိုလေဆရာမဖះကန်တန်ရှင်းလေးလို့ရင်းနဲ့လဲလိုက်အောင်မယ်အော်ဒါနဲ့သမီးဆွေကမနက်စောကြီးတင်နှန်းသွားတာလားဟင်းဒီနေ့ကျွေးစင်းမလာသေးဘူးဟေးဟုတ်လားအခါတိုင်းဆိုသူ့အခုချိန်ကြီးမအိတ်တတ်ပါဘူးနေများမကောင်းလို့လားနေပါအောင်တော့ကြည့်လိုက်အောင်မယ်တော့မကြည့်ပါနဲ့မမတင်တူမကညတယ်ကအိမ်ကိုပြန်မလာသေးတာလေဒေါခင်ဘဘကရောက်လို့လာပြီးဒေါခင်ဘဘရဲ့စကားကြောင့်ဒေါ်တင်နေမျိုးကအံ့ဩသွားမိတယ်ဟုတ်ရလားဘဘသူညကပါတီရွဲသွားမယ်ဆိုပေမဲ့ပြန်လာမယ်လို့ပြောပါတယ်တမီးစီကအပြင်မှာအိမ်မက်မိကလေးမျိုးမဟုတ်ပါဘူးဒါအဲ့ဒါပဲမမတင်ကလေကိုလက်ပေါ်မှာကြီးပြင်းလာတဲ့နေထက်ရက်ွက်ထဲမှာရက်ွက်ဆက်ဆန်းနေထိုင်ရင်းကြီးပြင်းလာတဲ့သူကိုပို့ပြီးတော့ယုံကြည်နေတာလေအခုတည်းမမတင်သိယုံကြည်နေတဲ့နေပန်းစီကညကပါတီပွဲပြီးအိမ်ပြန်မလာပဲသားရှိန်နဲ့အတူဟော်တယ်သွားတယ်လေပြောရအောင်ရှက်ပါတယ်သူနဲ့စားမပပတို့ရဲ့မိသားစုကလည်းသိခါကြရပြီဘယ်လိုပပပြောတာဒီကအမှန်တွေပဲလားအိုးဒါလုံးဝမဖြစ်နိုင်ဘူးသမီးကြီးကဒီတော့အညာလိုက်တဲ့မိန်းမမဟုတ်ဘူးအိုးခတ်တာပဲမမတင်ရဲ့ဒီလိုကိစ္စမျိုးကိုပပကထင်ရှင်းနဲ့ပြောမလားစနက်ကပဲသားရှိန်ကဖုံးဆက်တယ်သူတို့မှားခဲ့ကြတယ်တဲ့ခွင့်လွှတ်ပေးစေချင်တယ်လောလောဆယ်နေပန်းစီကိုအိမ်ပြန်လွှတ်လိုက်ပြီးသူကတော့တားလျက်အစီတန်ဖြစ်လို့ဆင်းကိုလက်တော့ရမှာမဟုတ်လို့ပါတဲ့ဖះဒါတကယ်ပဲလားငါလူကက်ခက်ပဲမှားသွားပြီလားသမီးကြီးကယိုသားပြီးစူးစားတဲ့ကလေးစိတ်ထားဖြူစင်ပြီးတော့ရည်ဆက်စီတဲ့ကလေးနောက်အနာဂတ်မှာငါတို့ရဲ့နေကူကိုဥဆောင်မဲ့မျိုးဆက်သစ်ကောင်းတရားလို့ငါထင်ခဲ့တာငါမှားခဲ့တာလားဟင်းငါမမှားနိုင်ဘူးဒီကိစ္စကတခုခုတော့လွဲနေပြီသမီးကြီးပြောတာကိုပဲငါနားထောင်မယ်ဟုတ်တယ်အဲ့ဒါမှန်နေမောင်လည်းအဲ့ကိစ္စကိုသိပြီးတော့အတော်လေးဒေါသထွက်နေတယ်ဒီနေ့ရုံးမသွားတော့ဘူးတဲ့လေစိတ်ရှုပ်ဖို့ကောင်းတော့တာအိမ်မလေးအဲ့ဒီကောင်မလေးရောက်တဲ့ကတည့်ရဲမှအေးစက်ရတယ်မရှိဘူးအရင်တည်းကကျွေကိုအိမ်မှာမရှိစေချင်တဲ့ဒေါခင်ဘဘရဲ့အတွက်တော့ကျွေကဒီလိုဖြစ်သွားရခြင်းကကျင်းနေစရာကျွေကိုစိတ်ဆောက်ပြောဆိုလို့ရသွားတာကြောင့်ဒါပေမဲ့လေဟန်ရှိန်နဲ့ကျွေတော့အမှန်တကယ်လက်ထပ်ဖြစ်သွားရင်ဒေါ်ချယ်ရီရဲ့ချေးမကြီးတယောက်ဖြစ်သွားတာမဟုတ်ဘဝမကြကျင်စရာနေနေအတက်တော့ဒုတိယချေးမနေရတော့အိမ်မက်မက်ခွင့်ရှိနေတော့တယ်ကြည်နေပန်းစီကအိမ်ထဲသို့ပြေးဝင်လာပြီးကြီးရဲ့ရင်ကိုလည်းသူတိုးဝေပြီးတော့ရှာကြီးတောင်ငင်ငေါ်ပါတော့တယ်ကျွေရဲ့ပုံစံကအဲ့ရနုံပြီးထားလာတာမဟုတ်အဝေစားတွေကလည်းတွန့်စီပြီးစပင်းတွေကလည်းဖျူဖျဲသမီးလေးဘာဖြစ်လာတာလဲကြီးကိုပြောစမ်းငါသမီးလေးကိုကျွေမှားသွားပြီကြီးရဲ့လူတွေကိုအယုံလွယ်ခဲ့ပြီးတော့ကျွေအမားကြီးမှားခဲ့ရပြီကြီးဘယ်ဆိုလို့လဲနေပန်းဆွေရုပ်ရှင်မင်းသမီးလောက်ပါလားတရုတ်ဆောင်ကောင်းစကားတကားတဲ့နဲ့အကယ်ဒမီရနိုင်တယ်နော်တညာလုံးပြောချင်တိုင်းပြောခဲ့ပြီးမှညင်ရီကထိုးမနေစမ်းနဲ့သားရှိနဲ့နေအကြောင်းကိုငါတို့အားလုံးသိပြီရှမ်းညင်ရီတွေဆွဲဆိုနေတဲ့မျက်ဝန်းလေးနဲ့ဒေါခင်ဘဘရဲ့မျက်နှာကိုကြည့်လိုက်တယ်။အိုးပွဲဖြစ်နေပါလား။နေကအောက်ထပ်သို့ဆင်းလာတယ်။မယုံနိုင်စရာပဲတိတ်ကိုဖြူစင်ရိုးသားတဲ့ပြိုင်ဆန်စားနေပန်းကြီးကဒဇိမ်းယောက်ျားတယောက်နဲ့အတညာလုံးအထူပြောပါခဲ့တယ်ဟုတ်လား။အင်းလေဒါကတော့တိတ်ကိုမဆမ်းပါဘူး။ကိုရှိန်ကပတ်ဆက်ရှိတထေးသားဆိုတော့လေအဲ့ဒါပြောတာပေါ့။အစင်တမ်းမရှိတဲ့ပုံကမေနဲ့တပုံစံနဲ့ပဲ။တော်ကြပါတော့ဒီလောက်ဆက်ရောက်ငိုင်မှုအပြည့်နဲ့ငိုနေတဲ့မျက်ဝန်းတွေကိုမြင်နေတာတော့နားမလည်ကြဘူးလား။ဘာဖြစ်လို့အသက်မရှိတော့တဲ့သူ့ရဲ့အမေကိုထွန်းနှက်ပြီးတော့ပြောဆိုနေရတာလဲဟမ်။ကြီးကအခုတည်းသူ့ဘက်ကိုပါနေတော့လား။သူ့ဘက်လို့အစင်တလဲသူ့မှာဘလို့စိတ်ဓာတ်တွေရှိနေလဲသိရတာတော့သူ့ဘက်ကနေကာကွယ်နေတဲ့ကြီးကို
နေနေလုံးဝနားမလဲဘူးမဟုတ်ပါဘူးကြည်မဟုတ်ပါဘူးကြည်ကြွေဒီလိုဖြစ်ဖို့မရည်ရွယ်ခဲ့ပါဘူးရှုံမေးကြပါတော့ဒါတွေအလုံးကဟိုလူရုံးမှာကြံစီခဲ့တာတွေပါချစ်ဘွားကိုလည်းသူ့ပဲစကားပြင်ဆက်ရမပြောတာလက်ရည်မကအတင်စင်စီးလို့ကြတာလေဝမ်းနဲ့ကြွေခဲသားငိုနေတဲ့ကြွေကိုကြည့်ပြီးစိတ်မြတ်တင်ကလည်းမျက်ရည်ကျမိတယ်ကြီးကြွေကိုစိတ်ပြတ်သွားပြီလားဟင်မပြတ်ပါဘူးသမီးရဲ့ပြက်တယ်စိတ်ပြက်တယ်သမီးဒယ်ဒီကအပေါ်ထက်မှဆင်းလာတယ်ဒယ်ဒီရဲ့မျက်နှာကခက်ထန်လွန်လာတယ်ဒယ်ဒီကကြွေအပေါ်မှာဘယ်တော့မှဒီလိုအကြည့်မျိုးနဲ့မကြည့်ခဲ့ဘူးအိမ်ကိုရောက်ခါစားကြွေကိုလက်မခံချင်တော့လေသမီးအရင်မဲ့သိပြီးတဲ့နောက်ဒေါခင်ပပနဲ့နေနေတို့ရဲ့နှိမ့်ချပြောဆိုမှုတွေကိုခံရတဲ့ကြွေကိုတနာကျင်လာပို့ခဲ့တယ်ကြွေကသွေးကစကားပြောလဲဆိုတဲ့တောင်ဖက်နဲ့ဒီဇိုင်းဆွဲရမှာလေတိတ်ကိုတော်လွန်တာကြောင့်နောက်တစ်ချိန်မှနေကရုရဲ့ဥဆောင်သူတယောက်ဖြစ်တာဖို့မျှော်လင့်ထားခဲ့ဘူးတယ်ဒါတွေအားလုံးကိုကြီးကြီးပြောပြလို့ကြွေသိခဲ့ပြီးပြီအခုချိန်မှာတော့ထင်မထားတဲ့ကိစ္စဖြစ်လာတာမို့ဒယ်ရီကြွေရဲ့အပေါ်မှာစိတ်ပြတ်သွားပုံပေါ်တယ်ရှင်းပြပြရစီဒယ်ရီဒီကိစ္စကြွေကိုယ်တိုင်စိတ်ပါကလို့မဟုတ်ပါဘူးအဲ့ဒီလူယုံမာကကြွေကိုတော်ပါတော့သမီးရဲ့ဘာမှမပြောပါနဲ့ဖခင်တယောက်အနေနဲ့သမီးရဲ့ဒီလိုကိစ္စမျိုးကိုကြားသိရတော့ဒယ်ဒီရဲ့ရင်ထဲကိုမိစားနဲ့ထိုးလိုက်တယ်လို့ပဲလောလောဆယ်တော့ဘသူမှားတယ်မှန်တယ်ဒယ်ဒီမသိချင်ဘူးဒယ်ဒီဘာတစ်ခေါမှလည်းမပြောချင်သေးဘူးသမီးရဲ့ငယ်ဘွားကဆင်းရဲချို့တက်ခဲ့လို့အခုလိုချမ်းသာတဲ့အတိုင်းဝိုင်းကိုရလာခဲ့တဲ့သမီးကိုဒီအတိုင်းဝိုင်းနဲ့ရင်းနှီးကြောင်းဝင်စေချင်မိတာတော့အမှန်ပဲဒါပေမဲ့ဒီလိုလုပ်ရကိစ္စမျိုးမှာရင်းနှီးကြောင်းဝင်သားတော့ကိုဒယ်ဒီသိစိတ်ပြတ်တဲ့သမီးမဟုတ်ပါဘူးဒယ်ဒီရဲ့ဒီလိုမဟုတ်ရပါဘူးပြောခဲ့သားပဲမောင်ရဲ့သူကမဲအေတူသမီးပါဆိုအိမ်မှာဒီလောက်ပြည့်စုံအောင်ထားတာတော့တထေးကိုအပိုင်ကျတယ်သူကြောင့်ပပတို့မိသားစုကလည်းသိခါကြရပြီချယ်ရီကိုဘယ်လိုမျက်နှာပြရမလဲတော့မသိတော့ပါဘူးတော်ပါတော့ပပရဲ့သမီးတယောက်ရဲ့မိခင်ဖြစ်ပြီးတော့စကားကိုဒီလိုလွတ်လွတ်စပယ်မပြောပါနဲ့လားတီဟာရောခင်ပပရောတေစာစဉ်းစားကြည့်ပါလားဒီကိစ္စမှာသမီးချွေအမှားမရှိဘူးတကယ်နဲ့အပြစ်ရှိတာဟန်ရှိန်မင်းဆက်ပဲမင်းတို့လည်းပညာတတ်တွေပဲကွယ်နည်းနည်းပါးပါးစဉ်းစားကြည့်ပါဦးသမီးချွေကနင့်လာတဲ့သူပါသမီးချွေမအပြစ်ရှိရဲဆိုရင်တော့အဲ့ဒါကလူတစ်ယောက်ကိုအယုံလွယ်ခဲ့တဲ့အပြစ်တစ်ခုပဲရှိတာပါဦးနေတရားကစကားတစ်ခေါမှမပြောတော့ပဲတက်ပြင်းတစ်ချက်ချပြီးအပြင်ကိုထွက်သွားတယ်ငါသမီးလေးကစိတ်ကိုယိုသားလို့တော့လူတွေရဲ့လက်ကတွေကိုပဲနားလည်ခဲ့ပါမယ်သမီးမငုံနဲ့တော့နော်သမီးရဲ့နာမှာကြီးကြီးတယောက်လုံးရှိတယ်အဲ့ဒီကောင်တရားစွဲတာအောင်ကြီးကြီးလုပ်ပေးမယ်သမီးငါသမီးလေးတိတ်ကိုပင်ပန်းနေပြီစိတ်ကျိတ်ကိုအခန်းထဲကိုလိုက်ပို့ပေးလိုက်ပါတုံရီချင်းနေတဲ့ခြေလမ်းတွေနဲ့စိမ့်ကိုအပြုတ်ကတလန်းချင်းလှတက်သွားတဲ့နေပန်းချေကိုကြည့်ပြီးကြီးကြီးရဲ့ရင်ထဲမှာမကောင်းပါစိတ်တန်ရကြီးမားတဲ့ဒီခက်ခဲကိုနေပန်းချေကကြော်ဖြတ်နိုင်ပါမလားစိတ်ပူနေမိတယ်ပန်းနယ်နဲ့ပြည့်ရစင်မတူသေးဘူးစူတောင်းနေမိတယ်တော့ခဲပပဖုံးမိလို့အပြင်ဘက်သို့ထွက်သွားတယ်နေနေကကြီးကြီးကိုမကျင်တဲ့အကြည့်တွေနဲ့ကြည့်ပြီးတော့အပေါ်တက်သို့ပြန်တက်သွားတယ်ဟယ်လိုဒေါခင်ပပပါလားရှင်ဟုတ်ပါတယ်ဟုတ်ကဲ့ပြည်သူစေယုံကနေဆက်နေတာပါဒေါခင်ပပရဲ့ခင်မောဦးမင်းကြီးကမင်းညကကားအစီတန်ဖြစ်ပြီးတော့ဒဏ်ရာအပြင်းပြင်းထန်ထန်ရနေတာကြောင့်အမြင်လာခဲ့ပေးပါရှင်မင်းကြီးအစီတန်ဖြစ်တယ်ညာကဆိုတော့တားလည်းအစီတန်နဲ့များပတ်သက်နေမလားအိုးဒုက္ခပါပဲဒါနဲ့ဘာကိစ္စသူကငါရဲ့ခင်မောဖြစ်ရပြန်တာလေမင်းကြီးအခုချိန်ဒီငါ့ကိုတမျိုးပြီးတမျိုးဒုက္ခပေးနေတော့မယ်ခိုင်းတာကြတော့ဘာတစ်ခုမှဖြစ်မြောက်အောင်မလုပ်နိုင်ဘူးဟယ်လိုဟုတ်ကဲ့ကျမအခုပဲထွက်လာခဲ့ပါမယ်ရှင်မိနီလျန်ကဘလို့ဖြစ်ရတာလဲမသိတော့ပါဘူးသားရဲ့ညကမင်းပါတီပွဲပြီးမကြဘူးသူအလင်းစလို့ထွက်သွားတယ်လို့တိုးကြီးကပြောတယ်အခုတော့ကွယ်နီလျန်ကနေပန်းချေနှက်ကိုလိုက်လာရင်အခုလိုဖြစ်ရတာဒါလေးအလုံးကနေပန်းချေကြောင့်မေငါညီအခုလိုဖြစ်ရတာနေပန်းချေကြောင့်ဒီမိန်းမကဘာမို့လို့ဒီလောက်ထိတက်တက်လို့ဖြစ်နေရတာလဲကွာသူ့ကြောင့်အခုမင်းဒုက္ခရောက်ရပြီမီဆရာဝန်ကဘာပြောသွားသေးလဲအသက်အန္တရာယ်ကတော့လွတ်မြောက်သွားပြီမယ်စောင့်ကြည့်ရမယ်လို့ပြောတယ်အခုထိတော့သတိမရသေးဘူးသားရဲ့သူနဲ့တိုက်မိတဲ့ကောက်ကိုစုံစမ်းပြီးပြီလားအဲ့ဒါကိုတော့သက်ဆိုင်ရာကစုံစမ်းနေတယ်ဟိုဘက်ကလည်းအတော်လေးထိခိုက်သွားတယ်လို့တော့ပြောတယ်နှစ်ပတ်စလုံးက
ကားကိုအချိန်ပြည့်ပြည့်နဲ့မောင်းတာတဲ့။ဘာတွေအရေးကြီးလို့များဒီတော့အလော်တော်ကြီးဖြစ်နေရတာလဲမသိတော့ပါဘူးသားရဲ့။အရန်စိတ်မပူပါနဲ့မိမိရဲ့။အသက်အန္တရာယ်ကလွတ်သွားပြီလို့ပြောတယ်မဟုတ်လား။မကြခင်ပြန်ကောင်းလာမှာပါ။ဟုတ်ပါတယ်ချယ်ရီရဲ့။ကိုတို့သားငံကိုအမြန်သက်သာအောင်ကူပေးမှာပါ။ဒီမှာမရရင်နိုင်ငံသားတွေတောက်ကူမယ်။ဘယ်တော့ပဲကုန်ကုန်နော်။ထရံများစွာနဲ့ကနေပေါ်မှာမြင်မျောနေတဲ့သားဖြစ်သူကိုကြည့်ပြီးဝမ်းနဲ့ငိုကြွနေတဲ့ဒေါက်ကီချယ်ရီကိုဟန်ရှိန်နဲ့ဦးမင်းဆက်တို့ကနှစ်သက်ပေးနေရဲ့။ဟောအိမ်ခဏပြန်ပြီးတော့အဖြစ်လိုက်ပါဦး။ဒီလက်ကိုကျွန်တော်ကပဲစောင့်နေပေးလိုက်ပါမယ်။ဟဲ့မေမေမသွားဘူး။သားငယ်တတိမရရဲ့မေမေဒီကနေခြေတပွားမှခွာမှာမဟုတ်ဘူး။ဒီလိုတော့တယ်ဖဖြစ်မှာလဲချယ်ရီရဲ့။သားငယ်ကိုပြုစုဖို့အတွက်ချယ်ရီကစမ်းမနေမှာဖြစ်မှာပေါ့နော်။ဟုတ်ပါတယ်မေမေရဲ့။ခဏပြန်လာလိုက်ပါ။အကြောင်းကိစ္စတို့ရင်ကျွန်တော်ချက်ချင်းပဲဖုန်းဆက်လိုက်ပါမယ်။ဦးမင်းဆက်နဲ့ဒေါ်ချယ်ရီကအိမ်ပြန်သွားကြတယ်။ညီလေးရဲ့ဘေးမှာဟန်ရှိန်တယောက်သာကျန်ရစ်ခဲ့တယ်။ညီလျန်ဒီလိုဖြစ်ရတာကြောင့်သူ့ကြောင့်ဆိုတော့ဟန်ရှိန်မတွေးရင်ပါ။နေပန်းကြကြဖြစ်တယ်လို့ပဲထင်မြင်နေတယ်။ဟန်ရှိန်ရဲ့တစ်ဖက်သက်အတ္တဆန်တဲ့အတွေ့အကြောင့်ရှစ်ဆက်နေပန်းစီကိုဘလို့ဒုက္ခတွေထပ်ပြီးပေးမလဲဆိုတော့စဉ်းစားရင်မဝမ်းပါ။ဒီတော့ကပြန်ပြီးတော့ကိုင်းတာပါအောင်မလား။ဒါကတော့ကျွန်တော်တို့တွေသိစားတတ်ရမပြောနိုင်ဘူး။လူကောင်ကထင်းကောက်တင်အားစိတ်ကိုပြင်းထန်လွန်တာအသက်ကိုယ်တော်မနဲ့ပြန်လူခဲ့ရတဲ့အခြေအနေဆိုတော့ဟုတ်ကဲ့ကျွန်မနားလဲပါပြီကျေးဇူးပါဆရာဟုတ်ကဲ့ကျွန်တော်ကိုခွင့်ပြုပါအောင်ကောင်းပါပြီရှင်မင်းကြီးနင်ကတော်တော်အတုံးမကျတဲ့လူပဲငါဘဝတစ်ချောင်းလုံးနင်နဲ့စတွေ့ပြီးတည်းကစိတ်ဆင်းရဲမှုတွေပဲကြုံခဲ့ရတယ်နင်ကအမြဲတမ်းငါ့ကိုစိတ်ဒုက္ခတွေပဲပေးခဲ့တယ်အခုချိန်ကြီးလေနင်ကငါ့ကိုစိတ်ဒုက္ခတွေပေးနေတော့မယ်ဒီလောက်သိမ်းမတဲ့ကိစ္စလေးကိုတော့အောင်မြင်အောင်မလုပ်နိုင်ဘူးနင်ကငါ့အတွက်ဘာတစ်ခုမှအတုံးမဝင်တဲ့သူပဲငါစိတ်ရှိတိုင်းဆိုနင့်ကိုဒီနေရာမှာနေအသေးသက်ဖြစ်တယ်နေသာငါရဲ့သမီးလေးရဲ့အဖေမဟုတ်ခဲ့ဘူးဆိုရင်ပေါ့ဒီနေ့ကကောင်းကင်တစ်ခုလုံးမှာကြံမရှိလားမရှိပဲနဲ့မှားမောက်နေပါတယ်အခန်းရဲ့ပြတဲ့ပေါက်တကားစီမှတဆင့်မှားမောက်တဲ့ကောင်းကင်ကြီးကိုငေးကြည့်နေမိတယ်ဒီနေ့ကမှားမောက်တဲ့ကောင်းကင်ကြီးကဲ့သို့ကျွေးရဘွားကလည်းအမဲဆက်ကြီးဆွန့်ထွက်လို့သွားခဲ့ပြီလွမ်းလိုက်တာမိမိရဲ့ဒီလိုနေမျိုးမှာမိမိသာရှိရင်ကျွေးကိုဘယ်လိုပြောမလဲလူသားတယောက်ရဲ့မာနလက်ခွက်ချက်ကိုဆက်ဆက်မြတ်မြတ်ဝင်ရောက်သွားပြီးတော့ပါတီဘက်ကိုတက်ခဲ့တဲ့ကျွေးကိုမိမိကစုမလားဒီလိုမှမဟုတ်ဖြစ်သမျှအကြောင်းအကောင်းလိုပဲမှတ်ယူပြီးတော့အရာရာကိုရင်ဆိုင်ဖို့ခွန်အားတွေပေးခဲ့မှာလားကျွေဘာဆက်လုပ်ရမလဲမိမိကျယ်ဒီကလည်းကျွေကိုစိတ်ပြက်နေတဲ့ပုံပဲကျွေကမသက်ရှင်တော့တဲ့မိန်းကလေးဖြစ်သွားပြီရှစ်ဆက်ပြီးကျွေဘလို့နေထိုင်ရမလဲနေပန်းချေရဲ့မြောက်ပေါ်မှာမျက်ရည်စတွေကလည်းတသက်တင်စီးရကြလာတယ်။သမီးလေးကျွေအခန်းပြတင်းမှာထိုင်နေရင်းနဲ့တကားခောက်တန်တဲ့အတူကြီးကြီးရဲ့အတန်ကိုကြားလိုက်ရတယ်။ကားပြင်ပေါ်မှာမျက်ရည်စတွေကိုလက်ပြတ်တုပ်ချပြီးတကားစီသို့လှမ်းလျှောက်သွားတယ်။ကြီးကြီးညနေနေပြီမအိပ်သေးဘူးလားယင်။ကြီးကြီးအိတ်မပြောလို့ပါသမီးရဲ့။ကြီးကြီးကိုကြွေကနေဘေးရှိခုံပေါ်မှာထိုင်စေပြီးကျေကကနေအစုံးလေးမှာနေရယူလိုက်တယ်။သမီးကျွက်လက်များကိုစုပ်ကိုင်ပြီးကြီးကြီးရဲ့မျက်ဝန်းမှာလေမျက်ရည်စာတွေကစီးရကြလာတယ်။ကြီးကြီးမျက်ရည်တွေကိုကျွေကောင်းဆန်နားလဲတယ်။ကျွေရဲ့မျက်ရည်စာတွေကိုလည်းကြီးကြီးကနားလဲတယ်။သမီးအခုချိန်မှာဘယ်လိုခံစားရမလဲဆိုတာကြီးကြီးကိုချင်းစာပြီးလို့ရပါတယ်ကွယ်။ဒီလိုချိန်မျိုးမှာမိခင်ရဲ့ရင်ကလိုအပ်နေမယ်ဆိုတာကြီးကြီးနားလဲတယ်။သမီးစိတ်အားငယ်ဖို့မလိုဘူးနော်။သမီးရဲ့နာမှာသမီးမေမေမရှိတော့ပေမဲ့ခေါ်ဒီကကြီးကြီးတရားလို့ရှိသေးတယ်နော်သမီးဟုတ်ကဲ့ပါကြီးကြီးကျွေမမမမဲကျွေရဲ့ဘက်ကနေအမြဲတမ်းမမတမက်ရက်တည်ပေးတဲ့ကြီးကြီးကိုကျေးဇူးတင်ပါတယ်ဒီရင်ကိုဆက်ရောက်တဲ့ကကျွေအတွက်နဲ့နေနေလို့မာမီတို့လည်းအမြဲတမ်းပြဿနာတွေဖြစ်ရတယ်အခုလေအဲ့ဒါတွေမတွေးပါနဲ့သမီးရဲ့သမီးကိုဒီအိမ်မှာခေါ်ထားဖို့အတွက်ဆုံးဖြတ်ပြီးတဲ့ကသမီးဘာပဲဖြစ်ဖြစ်သမီးတို့ရက်တည်မယ်လို့ကြီးကြီးကတွေးထားပြီးသားပါကွယ်နောက်ပြီးပြဿနာတွေဖြစ်ရတယ်ဆိုတော့လေသမီးဆိုလို့မှမဟုတ်တာကြီးကြီးကျွေအခုဘာဆက်လုပ်ရမလဲသမီးမောင်ရှင်ကိုလက်ထပ်နိုင်လားဟင်ကျွေသူ့ကိုလက်မထပ်ချင်ဘူးဒါပေမဲ့ရပြီသမီးဆန္ဒမရှိရင်ကြီးကြီးဘာကူမှအတင်းဆက်မလုပ်ခိုင်းဘူးသမီးဆုံးဖြတ်တာမှန်ပါတယ်ကို့အနိုင်ကျင့်စော်ကားခဲ့တဲ့လူကို
တိတ်ခါကြမှာဆိုလို့ပတ်ဝန်းကျင်မှာကဲ့ရဲ့မှာဆိုလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့လက်ထပ်ပြီးတော့တသက်လုံးစိတ်ဆင်းရဲဖို့မလိုဘူးလေနောက်ပြီးဒီလိုကိစ္စဖြစ်ခဲ့လို့လေသမီးကစိတ်ရငယ်တရားရှက်နေစရာမလိုဘူးတကယ်တမ်းရှက်ရမှာကသမီးမဟုတ်ဘူးမိန်းကလေးတယောက်ကိုလိန်ညာလှည့်ပြပြီးတော့ကောက်ချစ်တဲ့သူကသာရှက်ရမှာတိတ်ခါကြမယ်ဆိုရင်တော့သူပဲတိတ်ခါကြမှာတခုတော့ရှိတဲ့သမီးကြီးလိုနိုင်ငံမှာကဒီလိုပြဿနာတွေဖြစ်ပြီဆိုရင်အစာပိုင်းမှာသာရုံမာတဲ့သူကိုဒေါသထွက်ကြစိတ်တိုးကြပါမယ်နင့်နာသူမိန်းကလေးတွေစိတ်လုံခြုံမှုမပေးနိုင်ဘူးအဲ့ဒီမိန်းကလေးကိုမြင်လိုက်ရင်ပဲကြည့်တဲ့အကြည့်ကစားပုံမှန်နဲ့မတူဘူးသူကဟိုတုန်းကဘလို့လေးဆိုတာတွေနောက်တစ်ချိန်မှာအဲ့ဒီမိန်းကလေးရဲ့တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါမှာလေသူကတစ်ချိန်လုံးကဟိုလူနဲ့ဆိုတဲ့စကားတွေနဲ့အဲ့ဒီမိန်းကလေးရဲ့ဘဝတတန်းတစ်လျှောက်လုံးအရေးတစ်ခုလိုလိုက်ပြီးပုံမိုးတက်ကြတယ်ဘာလို့လဲဆိုရင်ယောက်ျားလေးတယောက်နဲ့ညီစိုးမိရင်ဒီလူကောင်းကောင်းဆိုဆိုဒီလူနဲ့ပဲယူရမယ်မဟုတ်ရင်မိမတန်ဖို့မဲ့တယ်ဆိုတဲ့ခံယူချက်တွေရှိကြတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်လေမိမတို့ရဲ့တန်ဖို့ဆိုတာကိုဟိုးအစဉ်တွေကလဲမစာတတ်မဲ့ခဲ့ကြလို့ပဲတမီးဒီလိုမျိုးပတ်ဝန်းကျင်ရဲ့အကြည့်တွေအပြောတွေကိုတမီးခံနိုင်ရရှိမလားတေချာလေးစဉ်းစားသေးခြင်းနဲ့တွေ့နာလဲပါပြီကြည်ကြီးချစ်သမျှအားလုံးကိုတွေ့ရင်ဆိုင်ပါမယ်အဲ့ဒီလူယုံမှာကတော့ကျေဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးကြည်ကြီးရရင်ပြတ်သားပြီးအဲ့ဒီရှိတဲ့သမီးတွေကြည်ကြီးကအမြဲတမ်းရှိနေပေးမှာပါကွယ်ကျေကိုရင်ွယ်တဲ့သူဆွဲသိမ်းပြီးတော့ပွေဖက်လိုက်တယ်မမနေတဲ့ကောင်းကင်အောက်မှာငုံငိုင်ငိုင်နဲ့ထိုင်နေရကနေကြည်ကြီးရောက်လာပြီးကြည်ကြီးရဲ့အပိစကားတွေကြောင့်ကျွေးရဲ့ကောင်းကင်ကအလင်းရောင်အပိုင်းစာတွေကပေါ်လာခဲ့ပြီဟယ်လိုချယ်ရီတားလန်တက်တာရဲ့လားအခုထိတော့တတိမရသေးပါဘူးပပရဲ့တားလန်ဘလို့ဖြစ်ရတာလဲချယ်ရီရဲ့တရင်စားစားပြီးချင်းရှင်ထဲမှာပူထူသွားတာပဲတို့လည်းမသိပါဘူးပပရဲ့ညာကြီးတက်ကောင်ဘာတွေအေးကြီးလို့အလောတကြီးနဲ့ထပ်သွားလဲဆိုတာချယ်ရီရဲ့တကယ်ပဲမင်းအတွက်စိတ်မကောင်းပါဘူးတာယာနေတဲ့မင်းတို့ရဲ့မိသားစုလေးမှာအခုတော့ပြဿနာတွေကတတိတသက်နဲ့ဖြစ်နေပြီပေါ့တာရှင်ကိစ္စကလည်းတစ်ဖက်တားလျံလေးကိစ္စကလည်းတစ်ဖက်တာရှင်ကိစ္စဟုတ်လားပပဒေါ်ချယ်ရီကအမှန်တကယ်နားမလည်ရေးမေးလိုက်တယ်ဒေါခင်ပပကဟန်ရှိန်နဲ့ကျွေတို့ကိစ္စဒေါ်ချယ်ရီသိလေဆိုတာကြောင့်သမင်အဆဖော်လိုက်တယ်အိုး sorry ပါချယ်ရီရဲ့ပပကချယ်ရီသိပြီးသားထင်လို့အေးလေတားလျံအတွက်စိတ်ပူပင်ရနေဆိုတော့တာရှင်ကမပြောတာထင်နေဘာတွေလဲဘာတွေထပ်ဖြစ်လို့လဲပပရဲ့ပြောပါဦးစိတ်ကိုအေးအေးထားပါချယ်ရီပပကချယ်ရီအတိနောက်မကျအောင်ပြောပြတာပါအင်းမအမြန်ပြောပါဟိုတာရှိန်ပါတီပွဲညာကနေပန်းချိန်ကအင်ကိုမပြန်လာဘူးတာရှိန်နဲ့အတူဟိုတယ်မှာတညလုံးရှိနေတာတဲ့ဘလို့ပပအခုပြောနေတာတွေအားလုံးကအမှန်တွေလားအမှန်တွေပါပဲပပကိုလည်းတာရှိန်ကိုယ်ဖုံးဆက်ပြောတာပါနောက်နေ့ကျနေမိဘတွေခေါ်လာပြီးတောင်းမယ်မယ်လို့လည်းပြောသေးတယ်ဟိုတာရှိန်ပုံစံကြည့်ရတာနေပန်းချိန်ကိုတကယ်လက်ထက်တော့မယ်ထင်တယ်ပရိသတ်များရှင်ဇာလန်လေးရဲ့အပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဇာလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကစမပိုပဲဖြစ်ပါတယ်ဇာလန်လေးကိုနားဆင်ပေးခဲ့တဲ့ပရိသတ်တဟူချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်